သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်ဝါကောင်လပိကျော်17ရက်ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်သီရိမင်္ဂလာလမ်းကံမြင့်ကျောင်းတိုက်ဓမ္မယုံတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်လမ်းမတော်မြို့နယ်17လမ်းအမှတ်41နေ့ဦးအေးကြီးဒေါ်ခင်ကြီးသမီးမချီကြီးလက်မချီကြီးဝင်းမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောစိတ်၏အညစ်အကြေးများတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံအာယုပြုကတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘမေယံရည်တဲ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလျာသင်္ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိသာနှင့်တထာဇနီဆွန်ကြီးကြီးဟုကျက်တိထဝယ်50အစုအလွန်ခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျူးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်အညစ်အကြေးများတဲ့ဘုရားမြတ်စွာကအင်္ဂုတ္တရနိကေမှာပပ္ပတရမိဒံဘိက္ခဝေစိတ်တံစိတ်ကလေးဟာဖြူစင်ဝင်းလက်နေတယ်လို့တင်စားပြီးသုံးတဲ့အသုံးပေါ့စိတ်ကမြင်ရတာမဟုတ်တော့ဖြူစင်ဝင်းလက်နေတယ်လို့ပြောဖို့ရတင်စားပြီးသုံးတဲ့အသုံးနော်မှန်ပါပါဗျာလူတွေလည်းပြောကြတယ်မဟုတ်လားအတန်ဆိုတာမြင်ရတာလားကြားရတာလားမှန်ပါဗျာဒါပဲလို့မပြောကြဘူးလားအတန်နဲ့ကြီးနဲ့တဲ့အတန်ပြာကြီးနဲ့အတန်ဝါကြီးနဲ့ဘယ်လိုလုပ်ပြီးတော့အပြာတွေအဝါတွေမြင်ကြပြောတယ်မဟုတ်လားမှန်ပါပါဗျာဒီမှာလည်းပဲမြတ်စွာဘုရားကပပ္ပတရမိဒံဘိက္ခဝေစိတ်တံတဲ့သဘာဝစိတ်ကလေးဟာဖြူစင်ပြီးတော့ဝင်းလက်နေတာပပ္ပတရဆိုပပ္ပအယောင်အဝါတွေနဲ့တရအယောင်တွေထွက်နေတယ်လို့ဒီလိုပြောတာဒါဖြူစင်တယ်စင်ကြယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြောတာပါနော်မှန်ပါပါဗျပပ္ပတရမိဒံဘိက္ခဝေစိတ်တံတင်္စခောအာဂနုကေဟိဥပကိလေတေဟိဥပကိလေထံအခုလေပါဠိတွေနည်းနည်းပါးပါးပြောရတာတခြားမဟုတ်ဘူးမြတ်စွာဘုရားဟောခဲ့တာဆိုတာသက်သေပြဖို့အတွက်ပြောတာနော်မှန်ပါပါဗျာဘုရားဒီလိုဟောခဲ့တာ
ဣဒံစိတ်တံဤစိတ်သည်ပပတရံပြိုးပြိုးပြက်ပြက်အယောင်တလက်လက်နဲ့စင်ကြယ်၍နေပါပေတော့ဤတင်စထိုစင်ကြယ်နေတဲ့စိတ်ကလေးဟာအာဂန္တုကိအခိုက်အတန့်ပေါ်လာတဲ့အာဂန္တုကဆိုတာဧည့်သည်မှန်ပါပါဗျာဘုန်းကြီးဝါရနဲ့ပြောရင်အာဂန္တုကဆိုတာအာဂန္တုပေါ့မှန်ပါပါဘုန်းကြီးဧည့်သည်ကြတော့အာဂန္တုလို့ခေါ်တယ်လူဧည့်သည်ကြတော့ဧည့်သည်ပေါ့နော်မှန်ပါပါဗျာအာဂန္တုဆိုတာရောက်ရောက်လာတတ်တာပေါ့ဒီလိုဆိုတာဧည့်သည်ဆိုတာလားလာလေတတ်လို့ဧည့်သည်ခေါ်တာပေါ့မှန်ပါပါဗျာအာဂန္တုကိဧည့်သည်ဖြစ်ကုန်သောဥပကိလေထေဟိအညစ်အကြေးတို့သည်ဥပကိလေထံညင်နွမ်းစေအပ်လေတော့ဤပင်ကိုယ်စိတ်လေးကဖြူစင်ဝင်းလက်နေတာတဲ့ခိတ္တခဏရောက်ရောက်လာတတ်တဲ့ဧည့်သည်တွေကြောင့်ညင်နွမ်းစရာတွေကြောင့်ညင်နွမ်းသွားတယ်လို့ဒီလိုပြောတာမှန်ပါပါအဲ့တော့စိတ်ကလေးကထာဝရညင်နွမ်းနေတာမဟုတ်ဘူးအခဲအတန့်စိတ်ရဲ့အညစ်အကြေးတွေဝင်လာတဲ့အခါကျတော့စိတ်ကလေးကညင်နွမ်းရတယ်ဒါကစိတ်နဲ့အညစ်အကြေးကိုခွဲထုတ်လို့ရအောင်ခွဲထုတ်လို့ရနိုင်တယ်ဆိုတာကိုမြတ်စွာဘုရားလမ်းညွှန်ပြတာနော်မှန်ပါပါဗျာကြည်လေဖြူစင်းနေတဲ့အဝတ်ကလေးတစ်ခုညင်နွမ်းလာတယ်ဆိုတော့အဝတ်ကတခြားညင်နွမ်းနေတဲ့အညစ်အကြေးတွေကတခြားဒီလိုမဟုတ်လားမှန်ပါပါဗျာအဲ့ဒီအညစ်အကြေးတွေကိုလျှော်ပစ်လိုက်တဲ့အခါအဝတ်ပါပျောက်သွားသလားသို့မဟုတ်အညစ်အကြေးလေးတွေတင်ပျောက်သွားတာလားအဲ့ဒါမျိုးလိုပဲစိတ်ကလေးတော့ပျောက်မသွားဘူးနော်မှန်ပါပါစိတ်ကလေးထဲမှာပေါ်လာတဲ့အညစ်အကြေးတွေကိုလျှော်ပစ်ရမှန်ပါပါဒါဖြင့်စိတ်ရဲ့အညစ်အကြေးဆိုတာဘာတွေလဲအဘိဓမ္မာကျမ်းမှာမြတ်စွာဘုရားကစိတ်ရဲ့အညစ်အကြေးအနေနဲ့အကုသိုလ်စေတသိက်14မျိုးတဲ့ဟောထားတာမှန်ပါပါကိလေသာနဲ့ပြောမယ်ဆိုရင်တော့10မျိုးပဲရှိတယ်ဒီက4မျိုးပို့တယ်ပေါ့အဲ့ဒီ14မျိုးတည်းကကိလေသာလို့နာမည်ပေးလိုက်တာကြတော့10မျိုးပေါ့ကိလေသာလို့နာမည်မပေးပေမဲ့လို့အကုသိုလ်စိတ်ဆိုတာစိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့အရာတွေကြီးပဲစိတ်ရဲ့အညစ်အကြေးတွေကြီးပဲเนาะမှန်ပါပါဗျအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကြောင့်ဒီစိတ်ကလေးဟာညှဉ်းနှွမ်းနေရတယ်ဆိုတော့အဝတ်တွေညှဉ်းနှွမ်းရင်လူတွေကဆပ်ပြာနဲ့ရေနဲ့လျှော်ကြတယ်စိတ်ကလေးညှဉ်းနှွမ်းရင်လည်းလျှော်တဲ့နီးလန်းတော့ရှိရမှာပေါ့မှန်ပါပါဗျအဝတ်ညှဉ်းနှွမ်းရင်တော့လျှော်ကြတယ်လေနော်မှန်ပါပါအဲ့တော့ကိုယ်စိတ်လေးညှဉ်းနှွမ်းရင်လည်းလျှော်ဖို့မမေ့ကြလေနဲ့မှန်ပါပါဗျဖြူစင်တန်ရှင်းတဲ့စိတ်ကလေးရအောင်ညှဉ်းနှွမ်းတဲ့အညစ်အကြေးတွေဟာခိတ္တခဏရောက်လာတဲ့ဟာတွေဒါတွေတို့လျှော်ဖို့ပြစ်မှပဲလို့ကဲလို့လျှော်ဖို့ပြစ်တဲ့အညစ်အကြေးတွေမှာတချို့အညစ်အကြေးကဆေးဆွဲနေတဲ့အညစ်အကြေးမျိုးကြတော့တစ်ခါတစ်ခါဖော်ရုံနဲ့မရဘူးဖွတ်ရုံနဲ့မရဘူးတော်တော်ဆွဲတာနော်မှန်ပါပါဗျာတော်တော်ဆွဲတဲ့အညစ်အကြေးလည်းရှိတယ်တာမန်ကာနဲ့တစ်ခါတစ်ခါလျှော်ရုံနဲ့ပဲပျောက်ထွက်သွားတာလည်းရှိတယ်ဟောဒီစိတ်ရဲ့အညစ်အကြေးတွေမှာလည်းပဲတချို့အညစ်အကြေးတွေကဆွဲထင်နေတာခုမှညစ်တာမဟုတ်ဘူးတန်တရားကညစ်လာတာဆိုတော့အနေကြပြီးတော့လုံးဝဆွဲထင်နေတာတစ်ခါတစ်ခါလျှော်ယုံနေတော့မရဘူးလျှော်ရဲဆိုတာတခြားနည်းနဲ့လျှော်ရမှာတော့မဟုတ်ဘူးသမထကျင့်စဉ်ကျင့်ပြီးတော့လျှော်တယ်ဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့လျှော်တယ်စိတ်ကောင်းနှလုံးကောင်းနှလုံးသွင်းမှန်မှန်လေးနဲ့ထားပြီးတော့လျှော်တယ်ဆိုတော့လျှော်ဖို့တဲ့နည်းတွေဟုတ်ကဲ့လားမှန်ပါပါဗျာသမ္မာဝါယာမလို့ဆိုရဲလျှော်ဖို့တဲ့နည်းကြိုးစားအထောက်မှုဆိုတာအညစ်အကြေးတွေမဆွဲသေးရင်မဆွဲအောင်တတိထားဆိုပါစို့အဝတ်ကလေးဝတ်တဲ့အခါကျတော့ဒါလေးကိုအညစ်အကြေးတွေထိမှဆိုလို့မထိအောင်ရိုးရိုးသေးသေးဝတ်ကြတယ်မဟုတ်လားမှန်ပါပါဗျာဟိုရိုးရိုးသေးသေးဝတ်ကြတယ်လို့ကိုယ်စိတ်လဲလဲရိုးရိုးသေးသေးထားစိတ်အညစ်အကြေးတွေကတ်မလာအောင်ရိုးရိုးသေးသေးထားအဲ့ဒီလိုကြိုးစားတာကိုဒါသမ္မာဝါယာမသံဝရလို့ခေါ်တယ်စုပ်ပိတ်တာအညစ်အကြေးမရောက်စေရဘူးဖြူစင်းနေတဲ့ကိုယ့်အဝတ်ကလေးထဲမှာအညစ်အကြေးတွေလာမဆွဲအောင်လို့ခရူးဆိုင်ပြီးတော့ထားတာတံဝရစုပ်ပိတ်မှုလို့ပြောတာအဲ့လိုစုပ်ပိတ်လို့မတော်တဆအညစ်အကြေးတစ်ခုရောက်လာပြီရှောင်လို့ကွင်းလို့ရလာပြီရောက်လာပြီဆိုရင်လျှော်ဖို့ပြေဟောဒါကြိုးစားအထောက်မှုပဲစိတ်လည်းဒီတိုင်းပဲနော်မှန်ပါပါဗျမရောက်အောင်အညစ်အကြေးမကတ်အောင်ထိမ့်သိမ့်ကတ်လာပြီဆိုလို့ရှိရင်ထိုအညစ်အကြေးကိုလျှော်ပြစ်
နောက်လုပ်ရမယ့်အလုပ်ကဘာတော့ဆိုရင်အညစ်အကြေးမလူးအောင်အညစ်အကြေးမလူးလို့တန့်ပြန့်နေတဲ့အနေထားလေးရအောင်ကြိုးစားထိုတန့်ပြန့်မှုဟာတိုးတက်ပြီးတော့တန့်ပြန့်လာအောင်ကြိုးစားတဲ့အဲ့ဒါသမ္မာဝါယာမပဲမှန်ပါပါဗျာဒါလောက်ပုံလို့ဤသမ္မာဝါယာမအညစ်အကြေးကိုဖွလျှော်တဲ့ဤပေါ့အညစ်အကြေးကိုဖွလျှော်တဲ့အခါမှာကောင်းတဲ့အာယုံတစ်ခုနဲ့ယူပြီးတော့စိတ်ကိုအခြေအနေပြောင်းပစ်တာလျှော်ပစ်တာဘုရားကုံကိုအာယုံပြုပြီးတော့လည်းလျှော်ပစ်လို့ရတယ်တရားကုံကိုအာယုံပြုပြီးတော့လည်းလျှော်ပစ်လို့ရတယ်ဝိသကုဘောဓရတုံမှာမြတ်စွာဘုရားကအဲ့ဒီနီလန်းနေပေးထားတာရှိတယ်နော်မှန်ပါပါဗျာဘုရားကုံတော့အာယုံပြုပြီးတော့လည်းစိတ်အညစ်အကြေးတွေကိုလျှော်လို့ရတယ်တရားကုံတန်ခါကုံအာယုံပြုပြီးတော့လည်းစိတ်အညစ်အကြေးတွေကိုလျှော်လို့ရတယ်ကိုယ့်ရဲ့ကိုယ်ချင်းတရားကိုနှလုံးသွင်းဆင်ခြင်ပြီးတော့လည်းပဲစိတ်အညစ်အကြေးကိုလျှော်လို့ရတယ်ဆိုလိုတာကကမ္မထမ်းနေတဲ့ကဘယ်အာယုံပဲဖြစ်ဖြစ်အဲ့ဒီအာယုံနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုလျှော်လို့ဖို့လို့ရတယ် purify လုပ်တယ်လို့ခေါ်တာပေါ့စင်ကြယ်သွားအောင်လုပ်ပြရမယ်ကဲကောင်းပြီစိတ်အညစ်အကြေးဆိုတာဘာတွေတုံးဗိဓမထသင်္ဃဟကစိတ်မှာလာဆွဲကပ်လာတဲ့အနေအထားတွေကိုကြည့်ပြီးတော့အစီအစဉ်တစ်ခုလုပ်တာသို့တော်လည်းဒီနေရာပြောချင်တာကတော့အဲ့ဒီအညစ်အကြေးထဲမှာအမြင့်ကဲ့သို့ခိုင်မာတဲ့အညစ်အကြေး၃မျိုးရှိတယ်အဲ့ဒါကလောဘဒေါသမောဟနော်မှန်ပါပါဗျာအကုသိုလ်အလုံးရဲ့အမြင့်လို့ပြောတာလောဘဒေါသမောဟကဲလောဘဆိုတာဘာကိုခေါ်တာတုံးလို့ဆိုရင်လောဘဆိုတာလိုချင်တဲ့သဘောအာယုံကိုစုပ်ကင်ထားတဲ့သဘောအာယုံကိုရယူခြင်းတဲ့သဘောမရသေးရင်ရချင်တယ်ရပြီးရင်စုပ်ကင်ထားတယ်ဒါလောဘရဲ့သဘောပဲဟုတ်ကဲ့လားမှန်ပါပါဗျာလောဘဆိုတာအာယုံဆိုတာမျက်စိကမြင်ရတဲ့အရာနားကကြားရတဲ့အသံနှာခေါင်းကရှူရှိုက်ရတဲ့အနံ့လျှာနဲ့ထိတွေ့ရတဲ့အရာသာခန္ဓာကိုယ်ကထိတွေ့ရတဲ့အထိတွေ့စိတ်ကူးကြံစီလို့ရတဲ့အရာနှစ်သက်စရာတွေအာယုန်တွေဆိုရင် तू ကရချင်တယ်ဟောတာလေ तू သဘောပဲရပြီးရင်ဆုပ်ကင်ထားခြင်းတယ်ဒါ तू သဘောမလွတ်ချင်ဘူးမှန်ပါပါဒါမို့လောဘဆိုတာအာယုန်နဲ့စိတ်ကလေးကိုဒီစူပါဂလူးလို့ကပ်ပေးထားတာ तू စိတ်ကလေးကအာယုန်ကခွာလို့မရအောင် तू ကပ်လိုက်တာဒါကြောင့်မို့လို့လူတွေမှာလေလိုချင်တဲ့အရာလေးကိုအမြဲတမ်းတတိယမခွဲနိုင်မခွာရဲဆိုဖြစ်ဘယ်သူကကတ်ထားလောဘဟုတ်ကဲ့အဲ့ဒီလောဘကိုပဲတဏှာလို့လည်းခေါ်တယ်ရာဂလို့လည်းခေါ်တယ်နာမည်တူတူပဲနာမည်ပေးထားတယ်မှန်ပါပါရှုထောင့်အမျိုးမျိုးနဲ့သဘာဝတရားကိုနာမည်ပေးထားတာမှန်ပါပါလောဘဆိုတာလိုချင်တယ်ဆိုတဲ့သဘာဝရှုထောင့်ကသူ့ကိုလောဘလို့နာမည်ပေးလိုက်တယ်ရာဂဆိုတာကြတော့အာယုံစိတ်ကိုအယောင်ဆိုးတယ်ဆိုတဲ့အဓိပ္ပာယ်စိတ်ထဲမှာစွဲပြီးတော့အယောင်ဆိုးတာစိတ်ဟာလောဘအယောင်ဆိုးထားလို့ရှိရင်ချွတ်လို့တော့လည်းမရတော့ဘူးเนาะစွဲနေတဲ့အယောင်လို့ရာဂဆိုတာစွဲတယ်စွဲနေတယ်စွဲလန်းသွားတယ်ဟောရာဂတဏှာဆိုတာကတဒန်းတတာဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်မှန်ပါပါတဒန်းတတာဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဟောအဲ့ဒီအခြေအနေတွေကောင်းအလုံးရှိတယ်ဒါလောဘရဲ့ aspect တွေပေါ့လောဘရဲ့ဟိုရင်းနေသဘာဝတရားတွေရှုထောင့်ကနေပြီးတော့ဟောလိုက်တာမြတ်စွာဘုရားမှန်ပါပါအေးကောင်းပြီဘယ်လိုပဲဖြစ်ဖြစ်ဟောဒီလောဘဆိုတာစိတ်ထဲမှာပေါ်လာတာဒါစိတ်မဟုတ်ဘူးနော်လူတွေကတော့ပြောတယ်ငါစိတ်ကလိုချင်တယ်လို့စိတ်ကလို့သာဥတီပြောလိုက်ကြတာအမှန်ကတော့ဒီလောဘဆိုတာစိတ်ထဲမှာဖြစ်တဲ့အရာသာဖြစ်တယ်စိတ်မဟုတ်ဘူးပင်ကိုယ်စိတ်ကလေးကဘာနဲ့ဥပမာတူတော့ဆိုရင်ဖြူစင်းနေတဲ့အဝတ်ကလေးလိုပဲဖြူစင်းနေတဲ့အဝတ်ကလေးဒီအဝါရောင်ဆိုးလိုက်လည်းပဲဝါသွားတာပဲအနီရောင်ဆိုးလိုက်ရင်ရောနီသွားတယ်အညိုရောင်ဆိုးလိုက်ညိုသွားတယ်အယောင်မျိုးမျိုးဆိုးလို့ရနေတယ်လို့ပဲထို့တူပဲလောဘဝင်လာလိုက်လို့ရှိရင်အဝါရောင်ဖြစ်သွားပြန်တယ်ဒေါသဝင်လာရင်အနီရောင်ဖြစ်သွားပြန်တယ်ဟောဆိုးတယ်လို့ဒါတွေကအယောင်ဆိုးနေတာစိတ်ကိုညစ်နွမ်းစေတာဖြူစင်တဲ့သဘာဝကိုပျက်စီးစေတဲ့သဘာဝတရားတွေလို့ဒီလိုပြောတာနော်မှန်ပါပါဗျာ
လောဘဟာအာယုန်နဲ့စိတ်ကိုကပ်ပေးထားတယ်တွေ့ပေးထားတယ်ကော်များလိုပဲစိတ်ဟာအာယုန်နဲ့တွေ့ကပ်နေအောင်ဒီရထဲမှာသုံးတယ်မခွဲနိုင်မခွာရဲ့ဆိုတာအဲ့ဒါလို့ဖြစ်နေအောင်အာယုန်နဲ့စိတ်ကိုတွေ့ကပ်ပေးထားတဲ့သဘောတဲ့စာပေကျမ်းဂန်များမှာဗာနဲ့ဥပမာပေးထားတော့ဆိုမက္ကတာလေပေါင်းရမက္ကတာဆိုတာမြောက်လေပဆိုတာကဒီကော်စည်းကိုပြောတာမက္ကတာအလေပမက္ကတာအလေပမြောက်ဖမ်းတဲ့ကော်စည်းလို့ခုခေတ်စူပါဂလူးတွေတဲ့စူပါဂလူးလို့ဟာမျိုးပေါ့နော်မှန်ပါပါဗျာမြတ်စွာဘုရားသုတ်တန်တစ်ခုမှာဥပမာပေးထားတယ်မြောက်ဖမ်းတဲ့ကော်စည်းဟိုရှိတုန်းကဟိမဝတ္တတောင်ခြေမှာနေကြတဲ့မုတ်ဆိုးတွေကတောရကြီးကိုဖြတ်ပြီးတော့တပင်ကတည်းပင်ဖြတ်တန်းကူးနေတဲ့မြောက်တွေကိုဖမ်းတဲ့အခါမှာလေးနဲ့ပြစ်ပြီးတော့မဖမ်းဘူးထောင်ချောင်းနဲ့မဖမ်းဘူးကော်စည်းကိုအသုံးပြုပြီးတော့ဖမ်းတယ်မှန်ပါပါဗျာအဲ့ဒီကော်စည်းမျိုးကိုသူက line လို့ခေါ်တယ်အင်္ဂလိပ်လိုကစာကလေးတွေငှက်သေးသေးလေးတွေကိုဖမ်းတာကို bird line လို့ခေါ်တယ်အင်္ဂလိပ်လို bird line အခုကကျတော့ monkey line ပေါ့နော်မှန်ပါပါဗျာလူဖမ်းရင်တော့ human line လို့ခေါ်ရမှာ ਨੇ တူတယ် super glue လို့ဟာမျိုးကတ်တယ်သူကတားကတ်တဲ့ sticky substance လို့ပြောစီကတ်တဲ့အရာကော်ပါပဲကော်လို့ပြောလိုက်တာပေါ့ကော်ဆိုပဲတာမန်ကော်မဟုတ်ဘူးရုံးထွက်လို့မရအောင်ကတ်တဲ့ကော်မျိုး super glue ပေါ့နော်မှန်ပါပါဗျာအေးမြောက်တွေသွားတဲ့နေရာကိုလေ့လာပြီးတဲ့အခါမြောက်အုပ်ကြီးဒီနေရာကဖြတ်တယ်ဆိုတဲ့နေရာမျိုးမှာတစ်ကိုင်းတွေမှာအဲ့ဒီကော်စေးတွေလိုက်တုပ်ထားတယ်မြောက်အုပ်ထဲမှာလည်းပဲလိမ္မာပန်းတဲ့မြောက်တွေရှိသလိုပြောင်းချောချောမြောက်တွေကလည်းရှိသေးတာဟို naughty monk ဆိုတာ naughty monkey နော်ပြောင်းချောချောလုံးတတ်တဲ့မြောက်ဆိုတာအလွန်စူးစမ်းတတ်တဲ့ဘာဖြစ်ဖြစ်သူကသိကျင်တယ်မြောက်ကအငြိမ်မနေဘူးအေးလိမ္မာတဲ့မြောက်တွေကြတော့ကော်စည်းတွေမြင်တဲ့အခါကျတော့ဟာဒါငါတို့မမြင်ဘူးအရင်ကမရှိဘူးဒါအန္တရာယ်ရှိတယ်ဆိုပြီးတော့ဝေးဝေးရရှောင်တယ်အဲ့လမ်းမသွားဘူးဟိုနေရာကဆက်နဲ့သိကျင်တဲ့မြောက်ကြတော့မဟုတ်ဘူးသူကဘာတွေတုံးဆိုသူကစူးစမ်းလေးလာခြင်းသွားပြီးတော့အစည်းကိုလက်နဲ့သွားကင်တယ်ယုံလို့မရရုံမရတော့ဘာလို့တုံးဆိုနောက်လက်တစ်ဖက်နဲ့တွန်းပြီးတော့ခွာတာအဲ့ဒီလက်ပါကတ်သွားဗျာတခါမရတော့ဘာလို့ဆိုခြေထောက်တစ်ဖက်နဲ့တွန်းကန်မြန်တွန်းကန်တော့မကွာဘူးအဲ့ဒီခြေထောက်ကလည်းကတ်သွားဗျာနောက်ကြံတဲ့ခြေထောက်တစ်ချောင်းနဲ့တွန်းလိုက်ပြန်တော့ခြေထောက်၄ချောင်းလုံးကတ်သွားတယ်နှုတ်သီးပဲကြံတော့တယ်ကဲနောက်ဆုံးမရတော့နှုတ်သီးနဲ့ထိုးပြီးတော့ယုံတာနှုတ်သီးပါကတ်သွားတယ်ပင်စွတ်ထိတော်တဲ့ငါးဌာနလုံးသူချုပ်ခံလိုက်ရတယ်ခြေနှစ်ဖက်လက်နှစ်ဖက်နှုတ်သီးကော်စည်းနဲ့ကတ်နေပြီးယုံမသွားနိုင်တော့အဲ့ဒီမြောက်ချောင်းနေတဲ့မုတ်ဆိုးကအသာလေးလာပြီးတော့ဖမ်းယူသွားတတ်စာမြတ်စွာဘုရားကမက္ကတာ၄ပါးသုတ်ဆိုပြီးတော့ဟောထားတာရှိတယ်အတက္ကရာဆရာကြီးတွေကအဲ့ဒါကိုဥပမာပေးပြီးတော့အေးလောဘဆိုတာမက္ကတာ၄ပါးမြောက်ဖမ်းတဲ့ကော်စည်းတဲ့ကဲဒါရှိလို့ယုံထွက်နိုင်ကြရဲ့လားထွက်နိုင်ပါဘူးထွက်နိုင်ဘူးเนาะမထွက်နိုင်တော့ဘူးခြေရောလက်ရောအကုန်လုံးမိဘယ်မှသွားလို့မရတော့နောက်ဆုံးမှတန်တရားကြီးကနေယုံထွက်လို့ရသေးရဲ့လားမရပါဘူးဒါကြောင့်မို့လောဘရဲ့အစွမ်းမြတ်စွာဘုရားဒီလောဘတဏှာကိုပဲဒုက္ခသမုဒယလို့ဥတည်ပြီးဟောလိုက်တာတန်တရားကြီးကထွက်လို့မရအောင်เนาะမှန်ပါပါဗျာသူကတွေ့ကတ်ထားတာဘဝတစ်ခုရအောင်လည်းပဲသူ့ရဲ့စွမ်းဆောင်ချက်တွေပဲတော်တော်များများအေးဒါကြောင့်မို့လို့ဒီလောဘဆိုတဲ့သဘာဝတရားဟာစိတ်ရဲ့အညစ်အကြေးတစ်ခုပါသူ့ကိုဖယ်ရှားဖို့ကြိုးစားရမယ်မဖယ်ရှားနိုင်ဘူးဆိုရင်အာယုန်နဲ့စိတ်နဲ့ကပ်ပြီးဒုက္ခရောက်ဖို့ပဲဒုက္ခသမုဒယဒုက္ခဖြစ်စေတဲ့အကြောင်းတရားလောဘနဲ့ပတ်သက်ပြီးမြတ်စွာဘုရားထိုးဒေသနာတွေဟောထားတာအများကြီးပဲရှိတယ်လောဘဟာဒုက္ခအပေးဆုံးပဲလို့ဒီလိုဟောတယ်မှန်ပါပါအင်္ဂုတ္တထဲမှာတော့ဒီလောဘကိုသူကလောဘဒေါသမောဟဆိုတဲ့
ဒီအကုသိုလ်ရဲ့အမြစ်၃ခုကိုတစ်ခုနဲ့တစ်ခုနှိုင်းယှဉ်ပြီးတော့မြတ်စွာဘုရားဘာထူးလဲသူတို့ရဲ့စွမ်းဆောင်ချက်တွေမှာတစ်ခုနဲ့တစ်ခုထူးခြားမှုရှိလားဆိုရှိတယ်တဲ့လောဘကဒီလိုကပ်ပေမဲ့လို့ကြည့်တော့အစေးဆိုတာရေလေးနဲ့ဆွတ်ခွာရင်မရဘူးလားမရပါဘူးရေထိရင်တော့ပြုတ်ထွက်သွားမှာပဲသူကရေနဲ့ကြာကတ်လို့မရတော့ဘူးနော်မှန်ပါပါအဲ့ဒီလောဘကလည်းပဲဘလောက်ပဲကတ်ဘလောက်ပဲဆွဲသူကလည်းခွာတဲ့နည်းနဲ့ခွာလို့ရတယ်တဲ့ဒါကြောင့်မို့လို့လောဘကိုဒီခွာလို့တော့ရတယ်လွယ်ကူကူနဲ့ရတဲ့ဟာမျိုးတော့မဟုတ်ဘူးဒါကြောင့်မို့လောဘကိုမြတ်စွာဘုရားကဒီလောဘရှိနေလို့လူတွေဒုက္ခရောက်တယ်ဆိုပေမဲ့လို့ဟောဒီလောဘလေးနဲ့ပဲနတ်ပြည်ရောက်မသွားနိုင်ဘူးလားရောက်သွားနိုင်ပါတယ်ဟောမြမပြည်ရောရောက်မသွားနိုင်ဘူးလားရောက်သွားနိုင်ပါတယ်လောဘတန်လန်းလေးနဲ့ရောက်တယ်ပြောတာနော်လောဘကြောင့်ရောက်တာပြောတာမဟုတ်ဘူးနော်မှန်ပါပါကော်လေးတန်လန်းနဲ့လူပြည်လဲသွားလို့ရတယ်နတ်ပြည်လဲသွားလို့ရတယ်ငရဲဆိုတာတော့မပြောနဲ့ပေါ့နော်ဟောဒီကော်ကလေးတန်လန်းလောဘဆိုရဲကော်တန်လန်းလေးနဲ့ပဲနိဗ္ဗာန်ကလွဲရင်ရောက်တယ်သူကသူ့ကြောင့်ရောက်တာတော့မဟုတ်ဘူးနော်ရှိနေတုန်းရောက်တာပြောတာတော့ကြအကုသိုလ်ကြောင့်နိဗ္ဗာန်ရောက်တယ်တွေနတ်ပြည်ရောက်တယ်လို့ထင်နေမယ်သူ့ကြောင့်တော့မရောက်ဘူးသို့သောသူရှိနေပေမဲ့လို့ရောက်တယ်လို့ပြောတာနော်မှန်ပါပါဗျာဒါကြောင့်မို့မြတ်စွာဘုရားကလောဘဟာအပ္ပတာဝိဇ္ဇောတဲ့အပြစ်တလောက်ကြီးမရှိဘူးတဲ့ဒါကြောင့်မို့သားနဲ့သမီးနဲ့မိသားစုနဲ့နေပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဘဝတစ်ခုကနေတစ်ခုဝိသခါရုပ်လို့ဟောလေကောင်းတဲ့ဘဝရောက်သွားတာတွေရောမရှိဘူးလားရှိပါရဲ့ဗျာလောဘတန်လန်းနဲ့ကောင်းတဲ့ဘဝရောက်နေကြတယ်တဲ့ဒါကြောင့်အပ္ပတဝိဇ္ဇောအပြစ်တော့သိမကြည့်ဘူးတဲ့လောဘကသို့တော်လည်းပဲဒန္တဝိရာဂီတဲ့ပြောင်းအောင်လုပ်ဖို့ကြတော့တော်တော်ခက်တယ်စွဲနေတဲ့အရာဖြစ်လို့ချွတ်ဖို့နည်းနည်းခက်တယ်လို့ပြောတယ်နော်မှန်ပါပါဗျာအေးကဲကောင်းပြီအဲ့ဒီလောဘဟာအပ္ပတဝိဇ္ဇအပြစ်နည်းတယ်လို့ဆိုတာမိသားစုဘဝဒီအိမ်တော်တဲ့ဘဝနဲ့ပဲနတ်ပြည်ရောက်အောင်ကုသိုလ်ကောင်းမှုလုပ်လို့ရတယ်ဒီဟာကိုပြောတာနော်မှန်ပါပါဗျာကောင်းတဲ့ဘဝတွေရောက်နိုင်တယ်လို့ဆိုလို့တယ်အပ္ပတဝိဇ္ဇလောဘဆိုတာငရဲကိုကြစေတတ်တဲ့အပါယကမ္မနိယလောဘရှိသလိုလောဘတိုင်းဟာအပယ်ကိုချတာမဟုတ်ဘူးသူ့ရဲ့စွမ်းဆောင်ချက်တွေကအမျိုးမျိုးရှိတယ်လောဘပဲမဲ့လောဘချင်းမတူဘူးနော်အေးတချို့လောဘကအပယ်ကိုကြစေတယ်တချို့လောဘကအပယ်ကိုတော့မပို့ဘူးတဲ့သို့တော့အ ਨੇ ငယ်တော့ဒုက္ခပေးတာပေါ့လောဘရှိရင်တွေ့တာတယ်တွေ့တာရင်စိုးရင်ရတယ်တောကဖြစ်တယ်ဆိုတဲ့ဒီပစ္စုပန်ဘဝမှာဒါလေးတွေတော့ရှိမယ်ပေါ့နော်အေးကောင်းပြီဟောဒီလောဘဟာမြတ်စွာဘုရားပဋ္ဌာန်းမှာဟေတုပစ္စယောလို့ဟောတယ်လောဘအကုသိုလ်တွေရဲ့အမြစ်ပဲလောဘဒီလောဘလေးပေါ်လာလို့ရှိရင်အဲ့ဒီစိတ်ကူးဟာလောဘနဲ့တွဲနေတဲ့စိတ်ကူးပဲကူးတယ်တခြားစိတ်ကူးမကူးဘူးတဲ့ပြောလို့ရှိရင်လည်းလောဘကိုအခြေပြုတဲ့စကားမျိုးကိုပြောမယ်လုပ်ရင်လည်းလောဘကိုအခြေပြုတဲ့အလုပ်မျိုးကိုလုပ်တယ်ဒါကိုပဲအမြင့်ရှိနေတဲ့တစ်ပင်ဒီတဲ့အကိုင်းအခက်တွေလည်းထွက်မယ်အပွင့်တွေလည်းပွင့်မယ်အသီးတွေလည်းသိမယ်ဟေတုပစ္စယောဒါတွေကိုထိန်းထားနိုင်တယ်ဒီလိုပြောတာနော်ဟေတုပစ္စယောဆိုတာဒီအမြင့်သည်အပွင့်တွေအသီးတွေကိုင်းခက်တွေဝေစားနေအောင်ထိန်းထားတာရှင်သန်နေအောင်ထိန်းထားနိုင်တယ်လောဘကလည်းပဲထို့အတူပဲလောဘနဲ့ပတ်သက်တဲ့ပြောဆိုမှုတွေကြံစည်မှုတွေလုပ်ကိုင်မှုတွေကိုထိန်းထားတယ်လောဘပျောက်သွားတာနဲ့တပြိုင်နက်အဲ့ဒီအခြေအနေတွေလည်းအကုန်ပျောက်သွားတယ်လို့ပြောတာဒါဟေတုပစ္စည်းကဲကောင်းပြီဒီလောဘလေးဟာစိတ်၈မျိုးမှရှင်တယ်လောဘရဲ့ရှင်ပုံရှင်တာကတော့သူ၈ခုရှင်တယ်သို့တော့စိတ်အခြေအနေလေးတွေကတစ်ခါတစ်ခါမတူတတ်တာလေးတွေရှိလို့၈မျိုးခွဲလိုက်တာသူ့ကိုလောဘနဲ့ရှင်တဲ့စိတ်ကို၈မျိုးခွဲတာစိတ်ပိုင်းတော့ကမပြောခဲ့ဘူးအခုသိတာယုံလေးပြောပြမှန်ပါပါဗျာတခါတည်းဒီလောဘဖြစ်တာဟာအယူဆမှားတာလေးကိုအခြေခံပြီးတော့ဖြစ်တဲ့လောဘရှိတယ်အယူဆမှားတာကိုအခြေမခံမဲနဲ့ဖြစ်တာရှိတယ်စာလို့ပြောရင်ဒိဋ္ဌိကတသံပယုတ်နဲ့ဒိဋ္ဌိကတဝိပယုတ်ပေါ့မှန်ပါပါဗျာ
အမှားကိုအခြေခံတာနဲ့အမှားကိုအခြေခံတာမဟုတ်ဘူးဆိုတဲ့နှစ်မျိုးခွဲလိုက်အဲ့ဒီနှစ်မျိုးမှာခံစားချက်နှစ်မျိုးနဲ့ထပ်ပြီးတော့ပြောလောဘဖြစ်တဲ့အခါတခါတလေဝမ်းမြောက်ဝမ်းသာဖြစ်တယ်ဥပမာလိုချင်စရာအာယုန်လေးကအသည့်အဆန်းလေးဖြစ်လို့ရှိရင်ဝမ်းမြောက်ဝမ်းသာလိုချင်တယ်ရလာရင်လည်းသိဝမ်းသာတယ်အေးအဲ့ဒါလို့မဟုတ်ဘူးတွေ့နေကြဆိုတော့ယိုးနေပြီဆိုတဲ့အခါကျတော့ဝမ်းသာသေးလားမသာတော့ဘူးသိမသာဘူးဝမ်းနေတဲ့အဆင့်လည်းမဟုတ်ဘူးသိမသာတော့ဘူးဆိုတော့ဝမ်းသာမှုရောကျသွားတာအဲ့ဒါကိုဥပိ္ပခဝေဒနာလို့ခေါ်တယ်ဝမ်းသာနေတာကသောမနတဝေဒနာဝမ်းသာမှုရောကျသွားတာဥပိ္ပခဝေဒနာဆိုတော့ခံစားချက်အတွေ့အကြုံနှစ်ခုနဲ့မြောက်လိုက်ခုနကနှစ်ခုကိုနှစ်နဲ့မြောက်တဲ့အခါကျတော့လေးခုဖြစ်သွားတယ်တခါတရံကျတော့လိုချင်စိတ်သည်တိုက်တွန်း၍မနေရအောင်ထက်မြက်တယ်တခါတရံကျတော့တုံဆိုင်ဖြစ်တယ်တဲ့အဲ့လိုထက်မြက်ထားရဲ့တုံဆိုင်ဖြစ်ထားရဲ့နှစ်ခုနဲ့ခုနကလေးခုကိုမြောက်လိုက်လို့ရှင်လောဘမှုစိတ်၈ခုလို့ပြောတာအခြေခံအားဖြင့်မြောက်ပွားပြီးတော့ပြောတာခွဲခြားပြီးတော့ပြောတာလောဘမှုစိတ်ဒီအခြေခံအဖြစ်ဟောလို့၈မျိုးကွဲလာနိုင်တယ်လို့ပြောတာနော်ဒီ၈မျိုးတွေတော့မကဘူးမြင်တဲ့အာယုံမှာ၈မျိုးကြားတဲ့အတန်ပေါ်မှာလည်းဟောတယ်လို့၈မျိုးဖြစ်နိုင်တယ်နာနဲ့အနတ်ပေါ်မှာရှူရတဲ့အနတ်ပေါ်မှာလည်း၈မျိုးဖြစ်နိုင်တယ်ဆိုအာယု6ပါးနဲ့မြောက်လိုက်မယ်ဆိုရင်လောဘစိတ်တွေအများကြီးဖြစ်သွားမယ်နော်မှန်ပါပါဗျာသူတဏ္ဍာမှာဖြစ်တဲ့လောဘငါတဏ္ဍာမှာဖြစ်တဲ့လောဘအဲ့ဒီစိတ်တွေခွဲလိုက်ရင်အများကြီးမနေ့တုန်းကလောဘဒီကနေ့လောဘနေ့ဖြင့်လောဘနေ့ဖြင့်ကလောဘဟောခွဲလို့ရသေးတယ်ဒီလိုမြောက်ပွားလိုက်မယ်ဆိုရင်လောဘစိတ်တွေမြောက်များစွာဖြစ်နိုင်တယ်၈ခုဆိုတာအခြေခံအားဖြင့်ခွဲပြတာအခြေခံအကြဆုံးခွဲထားတာအဲ့ဒီလောဘနဲ့ရှင်တဲ့စိတ်ကလေးဟာကြည့်လောဘကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ကလေးကအခုလို့အခြေအနေ၈မျိုးရှိတယ်ခံစားချက်တွေနော်မှားယွင်းတဲ့အယူကိုအခြေခံတာမခံတာတွေထက်မြက်မှုရှိတာမရှိတာတွေနဲ့ခွဲလိုက်တဲ့အခါ၈မျိုးရှိတယ်လို့ဒါပြောတာနော်မှန်ပါဗျာအေးကောင်းပြီအဲ့ဒီလောဘကိုပဲတဏှာလို့ဟောတယ်ရာဂလို့ပဲဟောတယ်နောက်တစ်ခုကဒေါသဆိုတာကဒီစကားကလည်းယဉ်နေတဲ့စကားပါပဲเนาะအလုံးနဲ့ယဉ်နှီးနေတဲ့စကားဒေါသဆိုတာငြိမ်းချမ်းနေတဲ့ရှင်ပြနေတဲ့စိတ်အခြေအနေတစ်ခုကိုဖျက်ဆီးပစ်လိုက်တယ်လို့အဓိပ္ပာယ်ရတယ်ဒုတ္တိဖျက်ဆီးလိုက်တယ်ဟုတ်တယ်လေစိတ်ဆိုးပြီဆိုလို့ရှိရင်ရုပ်ရောစိတ်ရောဗလနှံ့ဖြစ်သွားတာပဲစိတ်ပြက်တာတော့ကိုမြင်မြင်မှမြင်ရမှာလူတွေကပြောတယ်စိတ်ပြက်လိုက်တာနဲ့ပြောတယ်နော်ရုပ်ပြက်တာတော့သေသေးချာချာသိတာတယ်စိတ်ဆိုးနေတဲ့မျက်နှာကြီးကိုမှန်ထောင်ကြည့်လိုက်မယ်ဆိုရင်ကိုယ့်ဘာကိုယ်တော်လန့်ကောင်းလန့်ဒီရုပ်ပြက်သွားတာတော့သိကြတယ်နော်ဒါကြောင့်မို့ဒေါသဆိုတာဖြည့်ဆည်းတတ်လို့ဒေါသလို့ခေါ်တာပင်ကိုယ်အခြေအနေလေးတွေပြည့်စည်သွားတယ်ဘယ်သူကဖြည့်ဆည်းဒေါသဖြည့်ဆည်းသူကသူဖြစ်တဲ့နေရာကိုသူကလောင်ကျွမ်းပျက်စီးစေတယ်။ဘာနဲ့ဥမာတူတော့ဆိုတောမီးနဲ့တူတယ်တဲ့။ကြည့်လေတောသစ်ပင်တွေပေါ်ဆွဲတဲ့မီးဒီဘယ်သူကိုဖျက်ဆီးတာတော့အဲ့ဒီသူဆွဲတဲ့မီးတွေတောတွေကိုပဲဖျက်ဆီးတာပဲမဟုတ်လား။ထင်းလောင်တဲ့မီးဒီထင်းကိုဖျက်ဆီးပစ်တယ်။စိတ်ပေါ်မှာမိပြီးတော့ဖြစ်တဲ့ဒေါသသည်စိတ်ကိုဖျက်ဆီးပစ်လိုက်တာပဲ။မှန်ပါပါ။ဒါကြောင့်မို့ဒေါသဒါဝက္ခိဝိယတော်မီလို့ပဲလို့ဒီလိုဟောတာမှန်ပါပါဒေါသဆိုတာမစင်မချင်းကြမ်းတမ်းတဲ့သဘောရှိတယ်ဒါကြောင့်မို့လို့မွေဟောက်ကိုဒုံးနဲ့ရိုက်လိုက်တဲ့ဆိုရှုကနေဆိုပြီးခေါင်းကြီးထောင်မလာဘူးလားထောင်လာပါရဲ့ဗျာအဲ့ဒါမျိုးလိုပဲတဲ့ဒေါသဟာအဲ့ဒါလို့စိတ်ထဲမှာပြင်းထန်တဲ့ကြမ်းတမ်းတဲ့သဘာဝတွေပေါ်လွင်ထင်ရှားလာတာအဲ့ဒါဒေါသအဲ့ဒီဒေါသဟာအပြစ်ကြီးတယ်တဲ့မဟာတဝိသောအပြစ်ကြီးတယ်သို့တော့ခိပ္ပဝိရာဂီပြေလွယ်တယ်တဲ့မြတ်စွာဘုရားခုနတုန်းကလောဘကတော့ပြေခဲတယ်အပြစ်နည်းတယ်ဟုတ်ကဲ့လားမှန်ပါပါအပြစ်တလောက်မကြည့်ဘူးဒေါသကြတော့အပြစ်ကြီးတယ်ဟုတ်တယ်လေဒေါသအလျောက်လုံးလိုက်လို့ရှိရင်လည်းဒီဘဝမှာအပြစ်ကြီးတယ်နောက်ကြလို့ရှိရင်လည်းရာဇဝမှုကျူးလွန်တာပဲဖြစ်ဖြစ်တမှုဖြတ်မှုဒုစရိုက်မှုကျူးလွန်တာပဲဖြစ်ကျူးလွန်လိုက်လို့ဒေါသလျောက်ကျူးလွန်လိုက်ရင်နောက်ဆုံးကအပင်ငရဲထီအောင်ကျသွားတာမျိုးဟောဒေါသကပို့ပြီးတော့ကြမ်းတမ်းတယ်
ကြမ်းတမ်းသည့်အတွက်ကြောင့်သူ့ရဲ့ဓာန်ကပိုပြင်းထန်တယ်လို့သူတို့ပြောတာသို့တော့ပြေးလွယ်တယ်တဲ့ဟုတ်တာပေါ့ခုနတုန်းကတယောက်တယောက်ဆဲဆိုပြီးခုကျပြုံးနေကြတာရီမောနေကြပြန်နော်မနေ့တုန်းကရံဖြစ်တာညနေကြတော့တဲ့နေကြလူတွေများတော်တော်ရည်စားကောင်းတယ်နော်ဒေါသမထွက်သေးခင်ကြတော့အောင်မလီဆွီတီးတဲ့ဟန်နီးတဲ့ခေါ်ကြတယ်အဲ့လိုဒေါသလေးပြေသွားလို့နော်ဒေါသလေးမရှိတော့ဘူးဆိုဆွီတီဟန်နီးနဲ့ဒေါသလေးလည်းထွက်လာရောကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ခေါ်ကုန်တာဟုတ်ကဲ့လားဒါဒေါသကကြည်စကားလုံးလည်းဖြည့်ဆည်းပြလိုက်တာပဲလေလူရဲ့နှုတ်ကိုကြမ်းသွားအောင်လုပ်ပလိုက်တာချိုးနေတဲ့နှုတ်ကလေးကြမ်းသွားအောင်လုပ်ပလိုက်တာအေးဒီဒေါသကပြေတော့ပြေလဲတယ်ဒါပေမဲ့သူဒေါသကြောင့်ကျွလွန်မိတဲ့မှာအမေတတ်မိတာရှိတယ်အဖေတတ်မိတာရှိတယ်ဟောတာဒေါသအလျောက်အနန္တရိယကံလေးကိုကျွလွန်ပြီးတတ်တယ်တဲ့ကိုယ့်ကိုယ်လည်းဖြစ်စည်းတတ်တယ်တဲ့ဒေါသကကိုယ့်ကိုယ်တတ်သေးတဲ့စူးစိုက်လုပ်တယ်ဆိုတာလေဒေါသကြောင့်ပဲမှာလောကကြီးကိုမကြေမနပ်ဖြစ်ပြီးတော့ကိုယ့်ကိုယ်ကိုမုန်းတီးပြီးကိုယ့်ကိုတတ်သေးသွားတဲ့လူတွေကဘာမှတော်တော်များအခုလည်းရှိတာပဲเนาะမှန်ပါဗျာအဲ့ဒါဒေါသကြောင့်ဖြစ်တာလေတယောက်နဲ့တယောက်မတည့်လို့ရံဖြစ်တာလောကကြီးမှာကြည့်လေမတည့်လို့ရိုက်ကြနှက်ကြရံဖြစ်ကြနေစဉ်နဲ့များရှိတာဒေါသရဲ့အပြစ်တွေကြီးပဲပေါ့ဒေါသရှိနေသေးသမျှဒေါသနဲ့အတွေးတွေမုန်းတဲ့အတွေးတွေမုန်းတဲ့အပြောတွေမုန်းတဲ့ပြုမှုချက်တွေဟာရှိနေဦးမှာပဲတဲ့ဒေါသပျောက်သွားတာနဲ့တပြိုင်နက်အဲ့ဓာတွေအကုန်လုံးမရှိတော့ဘူးတဲ့ဒါဟေတုပစ္စယောရှုထောင့်ကပြောတာနော်ဒေါသကအလုံးကိုထိန်းထားတယ်လို့ဆိုလိုတာကဲနောက်တစ်ခုကဘာတော့ဆိုအေးဒေါသကခုနကရှင်တဲ့အခါကျတော့သူကဘာတော့ဒေါသမူစိတ်နှစ်ခုသူ့ရဲ့ခံစားချက်ကဝမ်းနည်းမှုပဲအမြဲတမ်းစိတ်ထဲမကြေမချမ်းဖြစ်မှုဆိုတဲ့ခံစားချက်တစ်ခုတည်းပဲရှိသူကြတော့ဘာနဲ့ခွဲတုံဆိုလို့ရှင်စိတ်ဆိုးတာဟာဘုံတိုင်းနဲ့ဆိုးတာရှိတယ်လို့ပဲတဖြည်းဖြည်းမှတွေးပြီးတော့ဆိုးတာရှိသေးတယ်ဟုတ်ကဲ့လားမှန်ပါပါစိတ်ဆိုးတာလည်း2မျိုးရှိတယ်ဒီ2မျိုးရှိတယ်ခံစားချက်ကတော့အတူတူပဲတခါတလေကျတော့တစိမ့်စိမ့်တွေးရင်းကနေဒေါသကပေါက်ကွဲလာတာအစပထမတော့သူ့ဆဲသွားတာဒေါသဖြစ်အမှမသိဘူးနောက်ကျတော့ဒီကောင်ငါဆဲတာထမရဲ့ငါဆဲတာထမရဲ့ဆိုပြီးတော့တွေးရင်နဲ့ပေါက်ကွဲလာတာမှန်ပါပါဟောအဲ့ဒါလို့ तू ကအခြေအနေ2ခုရှိတယ်တဲ့အသင်္ခါရိကနဲ့သသင်္ခါရိကချက်ချင်းပေါက်ကွဲရင်တော့အသင်္ခါရိကပေါ့တဖြည်းဖြည်းတွေးပြီးတော့မှပေါက်ကွဲလာရင်တော့သသင်္ခါရိကလို့ဒီလိုခွဲတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒေါသမှုစိတ်ဆိုတာ2မျိုးပဲရှိတယ်တဲ့ဒေါသဖြစ်တယ်နောက်တစ်ခုကမောဟမောဟဆိုတာဗမာလူတွေးဝေးတယ်လို့ဘာသာပြန်တယ်တွေးဝေးတယ်လို့ဆိုရင်ဘာမှမသိဘူးလို့ထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးသူကတလွဲသိအာယုံရဲ့အစစ်အမှန်ပုံပန်းတရံကိုအာယုံရဲ့အစစ်မှန်သဘောကိုဖုံးကွယ်ထားတယ်ဖုံးကွယ်ထားတယ်ဆိုတာဒီမောဟကြောင့်မမြင်ဘူးလို့ပြောတာနော်မောဟအာယုံရဲ့အစစ်မှန်သဘောကိုမသိဘဲနဲ့တလွဲသွားထင်နေတယ်တဲ့ဟောတာမောဟရဲ့စွမ်းရည်တတ္တိပဲအဲ့ဒီမောဟဟာသူကအာယုံရဲ့သဘောကိုဖုံးတယ်လို့ဆိုပြီးမဲ့လို့တစ်ဖက်ကတလွဲထင်တဲ့နေရာမှာသူကအစွမ်းတတ္တိရှိတယ်သူကသူ့ကိုအဝိဇ္ဇာလို့ခေါ်တယ်ဉာဏ်ရဲ့ဆန့်ကျင်ဘက်အဝိဇ္ဇာလို့ခေါ်တာပရိစ္ဆေသမုပ္ပါဒ်ထဲမှာဒီမောဟပဲဉာဏ်ပညာရဲ့ဆန့်ကျင်ဘက်အေးဒီမောဟကတော့အကုသိုလ်ဖြစ်တိုင်းအကုန်လုံးပါတယ်သူကရင်လေးရသိပ်ပြီးရှေ့တန်းမထွက်လာဘူးဘာလို့လဲဆိုရင်သူကအမှန်ကိုအမှားထင်နေတာလေးပဲသူကရှိတယ်လောက်သွားတာတော့လောဘတို့ဒေါသတို့ကများတယ်ဟုတ်ကဲ့လားမှန်ပါပါဗျာလောဘတော့သိကြတယ်ဒေါသလို့သိကြတယ်မောဟကြတော့ဘယ်လိုဖြစ်တာတော့ဆိုလှုပ်တင်နာနဲ့မလှုပ်တင်နာခွဲခြားမသိဘူးမသိတော့ဘာဖြစ်မလှုပ်တင်နာကိုလှုပ်တင်တယ်လို့ထင်တယ်လှုပ်တင်နာကိုမလှုပ်တင်ဘူးလို့ထင်တယ်အဲ့ဒီတော့မှားမှားယွင်းယွင်းနေကုန်ဖြစ်ကုန်ရောဒါမောဟကြောင့်ဖြစ်တာနော်မှန်ပါပါဗျာအေးဒီမောဟကြောင့်မှားမှားယွင်းယွင်းချွတ်ချော်ချော်မှုတွေဖြစ်သည့်အတွက်ကြောင့်မလှုပ်တင်နာလှုပ်သည့်အတွက်ကြောင့်ဒုက္ခများတယ်လှုပ်တင်နာမလှုပ်မိသည့်အတွက်ကြောင့်အကျိုးတွေဆုံးရှုံးသွားတယ်နစ်နာတယ်ဆိုတာဒါမောဟကြောင့်ဖြစ်တယ်
ကောင်းပြီအဲ့ဒီမောဟကလည်းပဲသူဖြစ်နေသေးသမျှဘယ်တော့မှဒီအတွေးတွေကရေရတဲ့အတွေးမရှိဘူးမဟုတ်တဲ့အတွေးတွေးတယ်ပြောရင်လည်းပဲကိုယ့်ကိုယ်ကာယလုပ်ရင်လည်းကိုယ့်ကိုယ်ကာယဟောတာမောဟရဲ့စွန့်တတ္တိတွေပဲနော်မှန်ပါပါဟောဒီမောဟကတော့အကုသိုလ်ဖြစ်တိုင်းသူပါတယ်ဒါကြောင့်မို့လို့အကုသိုလ်စိတ်12ခုလုံးနဲ့ရှင်တယ်အကုသိုလ်စိတ်12ခုဆိုတာလောဘကိုအခြေပြုပြီးတော့ဖြစ်တာက10ခုဒေါသကိုအခြေခံပြီးတော့ဖြစ်တာက2ခုမောဟကိုအခြေခံပြီးတော့ဖြစ်တာမောဟတက်တက်လို့ဆိုလို့တယ်မောဟတက်တက်ကိုအခြေခံပြုတာက2ခုအလုံးပေါင်းတော့အကုသိုလ်စိတ်12ခုဆိုပြီးတော့ခွဲတာအေးကောင်းပြီဟောဒီပြောတဲ့လောဘတို့ဒေါသတို့မောဟတို့ဆိုတာတွေဟာစိတ်ရဲ့အညစ်အကြေးတွေပါတဲ့ဒါတွေကိုဖယ်ရှားပြစ်လို့ရပါတယ်လောဘကိုအကြမ်းမြင်အဖြစ်ဗာနဲ့ဖယ်ရှားတုံဆိုလို့ရှိရင်အလောဘဆိုတာနဲ့ဖယ်ရှားဒါတိုက်ရိုက်ဖယ်ရှားတဲ့နည်းပေါ့ဒေါသကိုအဒေါသဆိုတဲ့မေတ္တာနဲ့ဖယ်ရှားဖြစ်တယ်မောဟကိုအမောဟလို့ဆိုတဲ့အသိဉာဏ်နဲ့ဖယ်ရှားပြရမယ်ဖြေစေးတွေသူကသူရှိတယ်နော်မှန်ပါပါအဝတ်မဲသွားလို့ရှိရင်ဘာစပ်ပြနဲ့ချွတ်ရမယ်ဆိုတာသူကလည်းသူရှိတာပဲလေဘာလဲချွတ်ရင်ကျွတ်တယ်ဆိုတာရှိတာပဲအဲ့ဒါမျိုးလိုပဲစိတ်ရဲ့အညစ်အကြေးတွေကလည်းပဲခုနကလောဘဖြစ်နေလို့ရှိရင်အလောဘကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာထူထောင်ရမယ်ဒေါသဖြစ်လာရင်အဒေါသထူထောင်ပေးရမယ်ဖြစ်အောင်လုပ်ရမယ်မောဟဖြစ်ရင်အမောဟကိုထူထောင်ပေးပြီးတော့ဖယ်ရှားပြရမယ်ဒါနည်းတွေပဲဖြူအောင်လုပ်တဲ့နည်းကောင်းပြီလောဘဒေါသမောဟနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်အကုသိုလ်ဖြစ်တိုင်းပါတဲ့ဟာတွေထဲမှာအဟိရိကဆိုတာရှိတယ်အဟိရိကကတော့မြန်မာလိုပြောရင်အရှက်မဲ့တဲ့သဘောတဲ့အရှက်မဲ့တဲ့သဘောဆိုတာမကောင်းတဲ့အလုပ်ကိုလုပ်ရမှာမရှက်ဘူးတဲ့မကောင်းတဲ့အလုပ်ကိုမယွန်းရှာဘူးဒုစရိုက်အလုပ်တွေအကုသိုလ်လုပ်တွေမရှက်တဲ့လူကဘာမှမဆိုလုံးဝတာပဲနော်မှန်ပါပါဗျာဒီရှက်တဲ့ကြောက်တဲ့ဆိုတာခေါင်းကတတ္တိမရှိတဲ့အရှက်ကြောက်ကရှိသေးတယ်ဒါကဒီဟာမရှက်ဘူးဆိုတာကခုနလူကြားတဲ့ထစကားပြောအောင်မရှက်ဘူးနဲ့မဆိုင်ဘူးနော်မှန်ပါပါဒီနေရာမှာဒီမရှက်ဘူးဆိုတာကလူပြောင်မှာထပြီးတော့ဆဲရဲတယ်အဲ့ဒါမျိုးဟုတ်ကဲ့လားအကုသိုလ်အလုံးနဲ့ပတ်သက်လာလို့ရှင်မရှက်တာကိုပြောတာနော်လူသားရမှာမရှက်ဘူးတိရစ္ဆာန်တွေတတ်ရမှာမရှက်ဘူးသူများပစ္စည်းခိုးရမှာမရှက်ဘူးမကောင်းတဲ့အကုသိုလ်အလုံးတွေမရှက်ဘူးလို့ပြောတာမှန်ပါပါအဲ့ဒါလည်းဟောဒီအဟိရိကကြောင့်မျက်နှာပြောင်တိုက်ပြီးတော့လူတွေအကုသိုလ်ဖြစ်စေတာတဲ့သူကအကုသိုလ်လုပ်တိုင်းဒီစိတ်ဒီအညစ်အကြေးကပါတယ်နောက်တစ်ခုကမလန့်မှုမကြောက်ဘူးအနုတ္တပမလန့်မှုမကြောက်ဘူးအကုသိုလ်ကိုမလန့်မှုမကြောက်ဘူးဒုစရိုက်တွေကိုမလန့်မှုမကြောက်ဘူးအကုသိုလ်ဒုစရိုက်တွေကဖြစ်ပေါ်လာမဲ့အကျိုးတရားတွေကိုမလန့်မှုမကြောက်ဘူးမကြောက်လို့လှုပ်တယ်လှုပ်တော့ခံရတယ်ပေါ့ဒါပါပဲဟုတ်ကဲ့အေးအဟိရိကအနုတ္တပဆိုတဲ့ဒီသဘာဝတရားနှစ်ခုဟာလည်းပဲစိတ်ရဲ့အညစ်အကြေးပါပဲတဲ့ဘာဖြစ်လို့တော့ဆိုသူတို့ဖြစ်လာလို့ရှိရင်အကုသိုလ်ကိုဖိတ်ခေါ်တာနဲ့တူတူပဲကြံတဲ့လောဘတွေဒေါသတွေဖိတ်ခေါ်လာတာနဲ့တူတူပဲတဲ့ဒါကြောင့်မို့လို့အဟိရိကအနုတ္တပဆိုတာဟာဒီလူရဲ့တဏ္ဍာမှာအညစ်အကြေးတစ်ခုပဲလို့ပြောတာနောက်တစ်ခုကတော့စိတ်အလုံးမှာပါတဲ့အထဲမှာဥဒ္ဒစ္စလို့ခေါ်တယ်ဥဒ္ဒစ္စဆိုတာစိတ်ကလေးကမငြိမ်သက်မငြိမ်ချမ်းတဲ့အနေအထားမျိုးစိတ်ကလေးမငြိမ်သက်မငြိမ်ချမ်းဘူးဆိုတာတခါတခါလူတွေပြောကြတယ်စိတ်ဟာစူးစီးလို့မရဘူးလေးနေတယ်ဘာလို့မှလည်းမသိဘူးဘာကြံရမှလည်းမသိဘူးစိတ်တွေလေးနေတယ်ပြောကြတယ်ငါစိတ်တွေလေးလိုက်တာစူးစီးလို့မရဘူးငြိမ်ချမ်းမှုတွေပြက်ပြားနေတယ်ဒါဥဒိစ္စလို့ခေါ်တယ်အဲ့ဒီဥဒိစ္စကလည်းအကုသိုလ်စိတ်ဖြစ်တိုင်းဖြစ်တိုင်းလောဘဖြစ်နေရင်လည်းစိတ်လေတာပဲဒေါသဖြစ်နေရင်လည်းစိတ်လေတာပဲသို့တော်လည်းပဲ तू ကမောဟနဲ့ကြီးပဲ तू ရှင်တွဲရလို့ရှင်ပို့ပြီးစိတ်လေမှုကထင်ရှားလာတယ်လို့ပြောတာဒါကြောင့်ဥဒိစ္စသဟဂုတ်စိတ်ဆိုပြီးတော့သီးသန့်ပါတယ်မောမှုစိတ်ထဲမှာနော်ဥဒိစ္စနဲ့ရှင်တွဲတဲ့စိတ်တကယ်ကတော့ဥဒိစ္စဟာအကုသိုလ်စိတ်အလုံးမှာရှင်တွဲတယ်သို့တော့သူ့ရဲ့စွမ်းရည်တတ္တိစွမ်းဆောင်မှုဟာနောက်ဆုံးစိတ်မှာသွားပြီးတော့အင်အားကောင်းနေတယ်ဒါကြောင့်မို့လို့ဥဒိစ္စသာဂုတ်စိတ်လို့ခေါ်လိုက်တာနော်နေရာတိုင်းအင်အားကောင်းတာမဟုတ်ဘူးစာဖတ်တဲ့အခါမှာဘယ်သူကအင်အားအသုံးပြုရတော့နားလားမျက်စိလားမျက်စိပါဗျာသူ့ကိုသုံးချတာသူကအင်အားကောင်းတာ
တရားနာတဲ့အခါမျက်စိလားနားလားဟောသူနေရာနဲ့သူအင်အားကောင်းတာပေါ့ဥဒိစ္စကလည်းထို့အတူပဲမောဟနဲ့တွဲတဲ့အခါသူအင်အားကောင်းတယ်ဒီပြနေရာမှာသူရှိနေပဲလို့အင်အားမကောင်းဘူးတဲ့ဩကြည့်လိုက်တော့မောဟရဲ့အဟိရိကရဲ့အနုတ္တပရဲ့ဥဒိစ္စရဲ့ဆိုတဲ့ဒီစိတ်အညစ်အကြေးလေးခုဟာအကုသိုလ်တွေဖြစ်တိုင်းဖြစ်တိုင်းသူတို့ပါနေတယ်ပါဝင်ပတ်သက်မှုတွေရှိနေတယ်ခွဲထုတ်လို့မရတဲ့သဘာဝတရားတွေတဲ့ဒါနော်အဲ့တော့ပါဝင်ပတ်သက်နေတယ်ဆိုတခုဖြတ်လိုက်ကျန်တာတွေလည်းဒါပျောက်သွားမဲ့သဘောပေါ့နော်ကောင်းပြီနောက်လောဘစိတ်ဖြစ်တဲ့အခါမှာခုနလောဘဆိုတာပြောပြီးပြီလောဘစိတ်ဖြစ်လာတဲ့အခါမှာလောဘဖြစ်လာရင်လောဘတတ်တတ်ဖြစ်တာရှိတယ်တခါတရံကြတော့လောဘနဲ့ရှင်တွဲပြီးဘာပေါ်လာတတ်သေးတုံးဆိုမှားယွင်းတဲ့အယူဆတည်းပေါ်လာတတ်သေးတယ်အဲ့ဒါကိုဒိဋ္ဌိလို့ခေါ်တယ်ခုခေတ်ကတော့ဒါ philosophy ဆိုပြီးတော့ဟုတ်မှတ်နော်အတွေးအခေါ်ဆိုပြီးတော့အတွေးအခေါ်ဆိုတာလောဘနဲ့ရှင်တွဲပြီးတော့ဖြစ်တာမှားယွင်းတဲ့အယူဆတွေဟာအလုံးဟာလောဘနဲ့ရှင်တွဲပြီးတော့ဖြစ်လာကြတာမောဟနဲ့ရှင်တွဲတာမဟုတ်ဘူးနော်လောဘနဲ့ရှင်တွဲလာတာဘာဖြစ်လို့ဒီအတွေးခေါ်တွေဟာလောဘနဲ့ရှင်တွဲရတုံးလို့ဆိုရင်နည်းနည်းစဉ်းစားကြည့်မယ်ဆိုရင်တကယ်ကတော့အမှန်မသိလို့အယူမှားတာလို့ပြောကောင်းပြောလိုက်ပဲသို့သောအယူမှားမှုမှန်သမျှသည်လောဘကိုအခြေခံတယ်ဘာကြောင့်အခြေခံတော့ဆိုလူတွေကလေကိုယ့်ကိုချစ်တာကိုယ့်ကိုချစ်တဲ့အခါကျတော့ကိုယ့်ရဲ့ဒီအန္တရာယ်ကင်းမှုသာဝရရှင်သန်နေမှုကိုကြိုးစားလာကြတယ်အာကိုးရာတွေရှားလာကြတယ် selfish လို့ခေါ်တာပေါ့နော်အဲ့ဒီကိုယ့်လုံခြုံစိတ်ချရဖို့ဆိုတဲ့အတွေးကနေပြီးတော့အယူမှားတွေကိုပေါ်ပေါက်စေတတ်တယ်ဆိုလိုတာကအတ္တဒိဋ္ဌိသာဝရတည်မြဲတဲ့အရာရှိတယ်ဒါလေးကိုအာကိုးလေးနဲ့တန်တရားမှာကောင်းစားဖို့ဒီအတ္တကလေးပေါ်မှာအခြေခံပြီးတော့တွေးတယ်အဲ့ဒီအတွေးကနေစပြီးတော့ဒီမိစ္ဆာအယူဝါဒတွေပေါ်လာတာပဲကိုအရေးစဉ်းစားတာပေါ့ဆိုလိုတာကကိုယ့်ရဲ့အရေးစဉ်းစားရင်ကနေပြီးတော့မှားရင်တဲ့အတွေးတွေတွေးမိလာတယ်မှားရင်တဲ့အမြင်တွေပေါ်လာတယ်ဒါကြောင့်မို့လို့အယူဝါဒမှားယွင်းတာတွေဟာကိုယ့်ရဲ့လောဘနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတယ်လို့ဒီလိုပြောတာနော်မှန်ပါပါဗျာအေးနောက်တစ်ခုကကိုယ့်ရဲ့အည်အသွေးပေါ်မှာကြည့်ပြီးတော့လူတွေဟာကိုယ့်ရဲ့အည်ချင်းကိုထုတ်ဖော်ပြီးတော့မန်တက်တာလေးတွေဖြစ်လာတယ်အဲ့ဒါကိုမာနလို့ခေါ်တယ်ကိုယ့်အည်ချင်းကိုအည်ချင်းကောင်းသည်ဖြစ်စေနှိမ့်ကြသည်ဖြစ်စေမာနဆိုတာအည်ချင်းကောင်းလို့တက်တာမျိုးမဟုတ်ဘူးကိုရှိတဲ့အနေအထားတစ်ခုကိုယ့်ရဲ့အည်အသွေးပေါ်မှာအထင်အမြင်ကလေးတွေဖြစ်လာတာအဲ့ဒါမာနလို့ခေါ်တယ်နော်မှန်ပါပါဗျာငါလုံနိုင်တယ်ငါသွားနိုင်တယ်ငါစားနိုင်တယ်ဟောဒါလေးတွေကိုဒါမာနလို့ခေါ်တယ်မလုံနိုင်ဘူးလို့ပြောရင်လည်းဒါမာနပဲသူကဟုတ်လားမလုံနိုင်တဲ့အည်ချင်းလေသူကလုံနိုင်တာလည်းအည်ချင်းပဲမလုံနိုင်တာလည်းအည်ချင်းတစ်ခုပဲညံ့တဲ့အည်ချင်းပေါ့မာနဆိုတာသရောင်းစားတောင်ရှိတဲ့ကြားဘူးလားမာနဆိုတာသရောင်းစားတောင်ရှိတယ်တောင်းစားနေတဲ့လူတယောက်ကိုတထေးတယောက်ကနေပြီးတော့မင်းတောင်းစားမနေနဲ့ငါခြံထဲလာအမှိုက်ရှင်ငါဒီနေ့ဘယ်လောက်ပေးမယ်သရောင်းစားဘာပြောတာကျုပ်ကသရောင်းစားပြတယ်ခမရအလုပ်မလုပ်နိုင်ဘူးခြံရှင်းတဲ့အလုပ်မလုပ်နိုင်ဘူးတဲ့သူလုပ်တာတောင်းတဲ့အလုပ်ပဲလုပ်မယ်လေခြံရှင်းတဲ့အလုပ်မလုပ်ဘူးတဲ့ဒါမျိုးအဲ့ဒါလေသရောင်းစားမာနခေါ်တာပဲမာနဆိုတာအမျိုးမျိုးကိုအထင်ရောက်တာကိုအည်သွေးကိုအထင်ရောက်တာတွေအကုန်မှန်သမျှမာနပဲနော်မှန်ပါပါအေးအဲ့ဒီမာနဆိုတာလည်းပဲကိုချစ်ခင်မှုကိုယုံကြည်မှုပေါ်မှာအခြေခံပြီးတော့ဖြစ်တာဖြစ်လို့လောဘနဲ့ပဲရှင်တွဲတယ်လို့ဒီလိုပြောရတယ်ကြည့်ဒီမာနဖြစ်ပုံနဲ့ပတ်သက်လာလို့ရှိရင်ဒီမာနကကောင်းတဲ့မာနရှိတယ်ကောင်းတဲ့မာနဆိုတာအကောင်းဘက်ကိုဥတည်သွားတဲ့မာနရှိတယ်မာနကတော့မကောင်းဘူးပေါ့သို့တော့အကောင်းဘက်ကိုဥတည်သွားစေတဲ့မာနအဆိုးဘက်ကိုဥတည်သွားစေတဲ့မာနလို့ဒီလိုနှမျိုးခွဲနိုင်ကြည့်ဒီပင်္ဂရာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့သူမိတာယသိကဘာပြောတယ်သူမိတာယသိက
ကိမေဧကေနာဒိနေနဖုရိသေနထာမဓာတိနာငါလိုစွမ်းရည်တတ္တိရှိတဲ့လူတယောက်ကကိုလိုယုံသွားလို့ဘယ်တော်မလဲဟောသူ့ကိုယ်သူတတ္တိကိုသူ့စွမ်းရည်တတ္တိကိုသူအထင်ကြီးတဲ့မာနရှိတယ်မှန်ပါပါငါလိုလူကတယောက်တည်းကိုလိုယုံလို့ဘယ်တော်မလဲသဗ္ဗညုတံပပုနေတဝတန္တာရိတံတရေဝကံဖျားဖြစ်ရအောင်လုပ်ပြီးတော့တတ္တဝါတွေကိုကဲတင်မယ်အကယ်၍သာဒီပင်ကရာမြတ်စွာဘုရားစီတရားနာပြီးတရားကျင့်လိုက်မယ်ဆိုရင်သူယဟန္တာဘဝဖြစ်နိုင်တယ်မှန်ပါပါသူ့ရဲ့အည်သွေးကယဟန္တာဖြစ်နိုင်တဲ့အည်သွေးမျိုးအဲ့ဒီမှာရှိပြီးသားနော်ဘာလို့လဲဆိုဇံပိညင်နေရထားတဲ့ပုဂ္ဂိုလ်တူပဲသို့တော်လည်းသူကသူ့ရဲ့စွမ်းရည်တတ္တိကိုသူယုံတယ်လေသူ့စွမ်းရည်တတ္တိကိုသူအားကိုးယုံကြည်တဲ့မာနကလေးကဂေါတမဘုရားအဖြစ်သူရောက်အောင်ပို့ဆောင်လိုက်တာအကောင်းဘက်ကိုဥဆောင်တဲ့မာနလို့ခေါ်တယ်ဒါမျိုးကအဲ့လိုအကောင်းဘက်ကိုဥဆောင်တဲ့မာနမျိုးကတော့ရှိသင့်တယ်လို့ပြောတာဒါရှိသင့်တယ်ဆိုတာသူ့ကြောင့်အကျိုးကောင်းကျိုးချမ်းသာရနိုင်တယ်လို့ပြောတာနော်အကုသိုလ်တော့အကုသိုလ်ပဲပေါ့အေးဒီမာနလေးကဒီအဆင့်ဆင့်အမျိုးမျိုးရှိတယ်မထားရမယ့်မာနမျိုးကတော့ဘယ်ဟာတော့ဆိုရင်လောကမှာငါအတတ်ဆုံးပဲဘယ်ကောင်မှဂရုစိုက်เสียမလိုဘူးဆိုတဲ့မာနမျိုးဟုတ်ကလားငါလောက်တော်တဲ့လူမရှိဘူးလို့သူမှဂရုမစိုက်ဘူးဆိုI don't care ဆိုတဲ့မာနတွေတော့မကောင်းတဲ့မာနပေါ့အကျိုးပြပြားစေတယ်လေလူတကာအမုန်းကိုပွားစေတယ်မာနမျိုးမလုပ်ရဘူးတဲ့ကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမာနမထားရဘူးဒီလိုဆိုလို့တယ်နော်ခုနကကောင်းကျိုးချမ်းသာကိုဘက်ကိုဥတည်သွားတဲ့မာနမျိုးတော့မွေးရမယ်လို့ဆိုလို့ပဲရှိသင့်တယ်ပေါ့လေရှိသင့်တယ်သို့တော့ဘယ်မာနပဲဖြစ်ဖြစ်ကိုယ်တကယ်ရှိတဲ့အရည်ချင်းကိုရည်ချင်းရှိပါတယ်ဆိုတဲ့ဒီအတွေးဒီပင်နဲ့အနှောက်အယှက်ပေးတတ်သေးတယ်အမတန်ထူးခြားတဲ့တရားဓမ္မတစ်ခုကိုမျက်မှောက်ပြုဖို့ရအတွက်အဲ့ဒီမာနကအန္တရာယ်ပြုတယ်ကြည့်ရှင်အနုရုဒ္ဓမထေမြတ်ပထမသင်္ကန်းကိုပြီးပထမဝါတွဲမှာပဲသမထကျင့်စဉ်ဟာအောင်မြင်လို့ဇာပိညင်နေရတယ်ဒေဝစက္ခုမှာထူးခြားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်သူစိတ်ထဲမှာထင်တယ်သမထအောင်ထားတယ်ဒေဝစက္ခုနဲ့ဒီစัจ java လာ1000ကိုသူကြည့်နိုင်တယ်ကြည့်နိုင်တော့သူယန္တာဖြစ်ဖို့အလွယ်လေးလို့အောင်းမိတယ်ဝိပဿနာပြောင်းပြီးအားထုတ်တယ်လုံးဝယန္တာမဖြစ်ဘူးဘာဖြစ်လို့တော့သူ့မှာဘာအတွေးရှိတော့ဆိုရင်စัจ java လာ1000ကိုကြည့်နိုင်တဲ့စွမ်းရည်တတ္တိငါမှရှိတယ်ဆိုတဲ့အတွေးလေးရှိတယ်ဒါလေးကမာနလေးတဲ့အဲ့ဒီမာနလေးခံနေလို့သူယန္တာကိုဖြစ်ကုန်မဖြစ်ဘူးအဲ့ဒါရှင်သာရိပုတ္တရာကိုသွားပြီးတော့လျှောက်တယ်ရှင်ဘုရားတပည့်တော်ကျင့်ဒိဗ္ဗစက္ခုနဲ့ဒီစัจ java လာ1000ကိုတပည့်တော်တပြိုင်နဲ့ကြည့်နိုင်တယ်တရားလည်းအထုတ်တယ်သမာဓိတွေလည်းကောင်းတယ်ဒါပေမဲ့ဘာဖြစ်လို့ကိလေသာအသောမကုံမှန်းမသိဘူးပေါ့ရှင်သာရိပုတ္တရာကထောက်ပြတယ်ငါရှင်တဲ့စัจ java လာ1000ကိုဒိဗ္ဗစက္ခုနဲ့ကြည့်နိုင်တယ်ဆိုတဲ့အတွေးဟာငါရှင်မာနဖြစ်နေတာတဲ့အဲ့ဒီအတွေးကိုဖြောက်လိုက်ပါမစင်စားပါနဲ့တဲ့ဒါငါတရားတွေအားထုတ်တယ်နော်အလွန်ကောင်းတယ်ငါတရားတွေအားထုတ်နေတယ်တမာရီတွေလည်းကောင်းတယ်ဆိုတဲ့အတွေးဟာဥဒိစ္စဖြစ်နာတဲ့စိတ်မငြိမ်မသက်ဖြစ်နေတာဘာဖြစ်လို့များယဟန္တာမဖြစ်တာပါလိမ့်ဆိုတဲ့ဒီအတွေးကကုတ်ကုတ်ဆဖြစ်နေတာတဲ့ဟောအကုသိုလ်တွေကြီးဖြစ်နေတာစဉ်းစားကြည့်ကတရားနာပိဋကတရားထင်ကောင်းထင်လိမ့်မယ်အမလီ तू ဒီစัจ java လာ1000ကို तू ကြည့်နိုင်လို့ကြည့်နိုင်တယ်ပြောတာများဘာပြည့်ရှိလို့တော့ပြောကြမှာပေါ့ဟုတ်တယ်မလားသို့တော်လေစဉ်းစားကြည့်เสียကအမတန်သေးငယ်တဲ့မြူမုံကလေးတစ်ခုဟာလက်ဖွားထဲမှာထက်ပုတ်လို့ရှင်ဘာမှမဖြစ်ဘူးဟုတ်လားအဲ့ဒီမာနမျိုးကအရက်ထဲမှာတို့တာမန်ပုဂ္ဂိုလ်တွေမှာဘာမှဖြစ်ဘူးဒါသို့တော့အဲ့ဒီမြူမုံလေးလက်ဖွားထဲထက်ပုတ်လို့ရှိမှန်းတောင်မသိတဲ့မြူမုံလေးကိုမျက်လုံးနဲ့ထည့်ကြည့်ပါလားမျက်လုံးပဲနဲ့နေပါခံနိုင်ဘူးဟုတ်လားမုံသေးသေးလေးပဲဖြစ်စေမျက်လုံးနဲ့ရောက်သွားရင်ဂိုလိုဂုလုနဲ့မျက်ရည်တွေထုတ်ကုန်မှာပဲဟုတ်လားအဲ့ဒါမျိုးလိုပဲဒီလောက်သေးတယ်လို့ထင်ရတဲ့မာနလေးကယဟန္တာဖြစ်ဖို့အတွက်ဇလုံးစခုဖြစ်သွားတယ်မှန်ပါပါဗျ
ဒါကိုရှင်သာရိပုတ္တရာကမြင်တယ်သူကစဉ်းစားလို့မရဘူးဟုတ်ကလားရှင်အနုရုဒ္ဓစဉ်းစားလို့မရဘူးဟိုကထောက်ပြတယ်ဒီအမှားလေးတွေစိတ်ရဲ့အညစ်အကြေးလေးတွေကစိတ်ထဲမှာဝင်နေအဲ့ဒါလေးတွေကိုလျှော်ပစ်လိုက်ပါပြောတာနော်ဖြူအောင်ဖြူစင်အောင်လုပ်လိုက်ပါဘာလို့ဆိုဒီမာနာလေးရတယ်စိတ်အညစ်အကြေးလေးပဲညစ်နေတယ်ဆိုလို့ရှိရင်လေမကြည့်ဘူးမကြည့်ရင်မမြင်ရဘူးပေါ့မှန်များလို့ပေါ့နည်းနည်းလေးအဆက်အပြောက်တွေရှိနေမြင်ကွင်းမှာလာရှုပ်နေမှာပေါ့နော်ဒါကြောင့်မလို့ဒီမာနဆိုတာဟာလည်းပဲတရားဓုတရားမြတ်ရဖို့ရအတွက်အကြီးအကျယ်အနှောက်အယှက်ဖြစ်တဲ့အရာတစ်ခုစိတ်ရဲ့အညစ်အကြေးတစ်ခုပါပဲလောဘရဲ့ဒိဋ္ဌိရဲ့မာနရဲ့ဟာလောဘစိတ်မှာရှင်ပြီးတော့ဖြစ်ကြတယ်တဲ့အယူမှားနဲ့အယူမှားတဲ့ဒိဋ္ဌိနဲ့ကိုယ်အထင်ကြီးတဲ့မာနတို့ဟာတူတူရှင်တွဲပြီးတော့မဖြစ်ကြဘူးဘာဖြစ်လို့ရှင်တွဲပြီးတော့မဖြစ်တာတော့ဆိုလို့ရှိရင်အာယုံချင်းမတူလို့တူတူတွဲတယ်ဆိုတဲ့နေရာမှာအာယုံတူရမယ်အခြေခန္ဓာချင်းတူရမယ်အခြေခံဝတ္ထုချင်းတူရမယ်အာယုံချင်းတူရမယ်တပြိုင်တည်းဖြစ်ရမယ်တပြိုင်တည်းချုပ်ရမယ်ဒါမှရှင်တယ် association ဆိုတာဒါမှတခုတည်းလို့ဖြစ်ရမယ်နော်သို့တော့မာနနဲ့ဒိဋ္ဌိဟာမာနကသူ့ရဲ့အယူအဆပေါ်မှာအာယုံဒိဋ္ဌိကသူ့ရဲ့အယူအဆ philosophy ကိုအာယုံပြုတယ်မာနကသူ့ရဲ့အရည်ချင်းကိုအာယုံပြုတယ်ဆိုတော့သူတို့နှစ်ခုဟာအာယုံချင်းတူရဲ့လားတူပါဗျာအဓိပ္ပာယ်ကအာယုံချင်းမတူလို့တဲ့စာပေထဲမှာတော့ quality မတူလို့ဆိုပြီးတော့စွမ်းရည်တတ္တိချင်းပြိုင်းနေလို့ဆိုပြီးတော့ရှင်သေနှစ်ကောင်ဟာလှိုင်ကူထဲမှာအတူမအောင်ဘူးလို့စာထဲမှာအဲ့ဒါလိုရေးတယ်နော်သို့တော်လည်းလိုက်ကြည့်မယ်ဆိုလို့ရှိရင်တော့သဘာဝဖြစ်တဲ့နာကတော့အာယုံချင်းမတူလို့ဆိုတာကပို့ပြီးတော့သဘာဝကြတယ်အာဖရိကချင်းသေးတွေကလှိုင်ကူထဲမှာချင်းသေးဆိုတာအုပ်လိုက်နေတာဆိုတော့တခါတလေကျသူတို့တဲ့ရင်လှိုင်ကူထဲမှာအောင်းတယ်ချင်းသေးနှစ်ကောင်ကချင်းသေးအထီးကြီးတွေနှစ်ကောင်နော်အုပ်လိုက်ထဲမှာရှိတယ်မဟုတ်လားချင်းသေးတွေကအုပ်ထဲမှာချင်းသေးကြီးနှစ်ကောင်ရှိတယ်တချို့ချင်းသေးအုပ်တွေမှာခုခေတ်ဆိုပိုကြည့်လို့လွယ်တာပေါ့ဒါကြောင့်မလို့အာယုံချင်းမတူတာပို့ပြီးတော့အဓိကကြတယ်မာနက quality ကိုသူ့ရဲ့အရည်သွေးကိုအာရုံပြုတယ်ဒိဋ္ဌိကသူ့ရဲ့အမြင်ကိုအာရုံပြုတယ်ဒါကြောင့်မို့လို့အာရုံချင်းမတူလို့သူတို့တူတူမရှင်ဘူးသို့တော့လောဘနဲ့ကြတော့နှစ်ခုစလုံးကရှင်တွဲကြတယ်နောက်တစ်ခုကဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်လာတဲ့သဘာဝတရားတွေစိတ်ရဲ့အညစ်အကြေးတွေကဘာတွေတုံးဆိုအိတ်တာတဲ့အိတ်တာဆိုတာသူတစ်ပါးကိုဂုံမပြုတ်နိုင်တာအကောင်းမပြောနိုင်တာအိတ်တာဆိုတာအကောင်းမပြောနိုင်ဘူး congratulation မလုပ်နိုင်ဘူးပေါ့လေလူတယောက်အောင်မြင်လာလို့ရှင်သူများစည်းစိမ်ချမ်းသာရလာတာကိုမကျေနပ်နိုင်ဘူးမပြောနိုင်ဘူးလူတယောက်ကြီးပွားသွားရင်မကြည့်နိုင်ဘူးမရှုစိမ်မနာလို့မရှုစိမ်လို့ပြောတာ jealousy ပေါ့ဒါလည်းပဲဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်တာမို့သူကဒေါသမှုစိတ်မှာရှင်တယ်စိတ်ဆိုးတာမဟုတ်ဘူးသို့တော့စိတ်ထဲမှာအလိုမကျဖြစ်တယ်လူတယောက်အောင်မြင်နေလို့ရှင်အလိုလိုမလားလို့ဖြစ်ဘာလို့တာညာလို့တာနဲ့အကောင်းမပြောနိုင်ဘူးဟုတ်လားဒါအိတ်တာနောက်တစ်ခုကမစ္စရိယဆိုတာကိုယ်အည်အသွေးမျိုးသူများကိုမရစေချင်တာကိုယ်အခြေအနေမျိုးကိုသူများမရစေချင်တာကိုယ်နဲ့လာရှင်းပြိုင်းလာမယ်ဆိုရင်ကိုယ်အည်အသွေးမျိုးကိုကိုယ်ပဲပိုင်ဆိုင်ထားချင်တယ်ဒါမစ္စရိယလို့ခေါ်တယ်မစ္စရိယဆိုတာကလည်းပဲတူတူပဲဒေါသနဲ့ရှင်တွဲတာအရာထဲမှာတော့ပြောတာမစ္စရိယဆိုတာနှမျောတာနှမျောအိုးမို့ဘာမှမလှူဘူးမတမ်းဘူးမပေးဘူးမကမ်းဘူးနဲ့ပြောကြတယ်မဟုတ်ဘူးမစ္စရိယကနှမျောတာကြီးပဲမဟုတ်ဘူးနော်မစ္စရိယဆိုတာကိုကြီးပွားတယ်လို့သူများမကြီးပွားစေခြင်းဘူးတဲ့ကိုအောင်မြင်တယ်လို့သူများမအောင်မြင်စေခြင်းတာကမစ္စရိယလို့ပြောတာမစ္စရိယကအာဝါဒမစ္စရိယတဲ့ကိုနေတဲ့နေရာမှာသူများလာနေရင်မကြိုက်တာဟုတ်လားကိုအဆောက်အဦတဲ့သူများလာရင်မကြိုက်တာလို့အာဝါဒမစ္စရိယဟောကုလမစ္စရိယကိုနဲ့ပေါင်းတဲ့ပုဂ္ဂိုလ်တယောက်လာပြီးတော့မိတ်ဆွေဖွဲ့ရင်မကြိုက်တာကုလမစ္စရိယဘုန်းကြီးတွေကြကိုတက္ကရာကမသူများတက္ကရာကမဖြစ်မှမကြိုက်တာကုလမစ္စရိယဟုတ်လားကိုမိတ်ဆွေသူမိတ်ဆွေလာလို့မှမကြိုက်ဘူးကုလမစ္စရိယလာဘမစ္စရိယကိုရတာမျိုးသူများမရစေချင်တာလာဘမစ္စရိယ
အာဝါဒမစ္စရိယဆိုတာလူတွေကအိမ်လောက်တင်ဒီမစ္စရိယဖြစ်တာမဟုတ်ဘူးမေးထားနဲ့သွားတဲ့အခါတည်းမှာပေါင်ကားထိုင်သေးတယ်ချီအနာနာမှာဒီပြင်လူလာထိုင်မှာဆိုလို့အထုပ်ရင်လည်းတင်ထားမယ်မထိုင်စေချင်ဘူးသူများနော်နေရာမပေးချင်အဲ့ဒါမျိုးပြောတာမစ္စရိယဆိုတာဝဏ္ဏမစ္စရိယဆိုတာကြော်ကြားမှုနဲ့ပတ်သက်လာလို့ရှင်ကိုယ်ပဲကြော်ကြားခြင်းနဲ့သူများမကြော်ကြားစေချင်ဘူးဓမ္မမစ္စရိယဆိုတာကိုသိတဲ့တရားသူများမပေးခြင်းဘူးကိုသိတဲ့ဘောဓုတတွေသူများကိုမဖြန့်ဝေခြင်းဘူးဟုတ်လားသူတယောက်တည်းပဲတကယ်ကိုဟိုဂုရုကြီးလောက်ချင်တယ်ပေါ့ဂုရုကြီးတလောကလုံးရဲ့ဂုရုကြီးသူပဲသိတယ်ကျန်တဲ့လူတွေမသိရဘူးအဲ့ဒါမျိုးလောက်ချင်တာအဲ့ဒါဓမ္မမစ္စရိယလို့ခေါ်တယ်ဟောမစ္စရိယ၅မျိုးရှိတယ်အာဝါဒမစ္စရိယတဲ့ကုလမစ္စရိယတဲ့လာဘမစ္စရိယတဲ့ဝဏ္ဏမစ္စရိယတဲ့ဓမ္မမစ္စရိယလို့ဆိုပြီးတော့မစ္စရိယဆိုတာကိုရထားတဲ့အနေအထားမျိုးသူများကိုမရစေချင်တာအဲ့ဒါကိုပြောတာနော်ဒါလည်းပဲမရစေချင်ဘူးဆိုတော့ तू ကဒေါသနဲ့ရှင်တယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကတိရစ္ဆာန်ယုံထဲမှာသွားပြီးတော့ခဏခဏသွားပြီးတော့ကြည်ဘူးတယ်ဟိုးအညာကနေပြီးတော့ဒီလာတဲ့အခါကျရန်ကုန်ရောက်ရင်ထူးဆန်းဆိုလို့ရှိရင်ရွှေဒဂုံဘုရားဖူးပြီးရင်တော့တိရစ္ဆာန်ယုံသွားကြည့်ချင်တာပေါ့အဲတိရစ္ဆာန်ယုံသွားတဲ့အခါမှာအထူးအဖြင့်ဗာကြည့်ချင်တော့ဆိုရင်ညနေကြားတွေချင်းသေးတွေအစာကျွေးတဲ့အချိန်ပိုစိတ်ဝင်စားတယ်အဲ့ဒီမှာဘာအကဲခတ်မိတော့ဆိုကြားတွေချင်းသေးတွေကအဝစားရတာမဟုတ်တော့သူကများပိန်ပြီးစားလောင်းနေတာလေညနေအစာကျွေးမဲ့လူလာလို့ရှိရင်သူတို့ရောက်ရက်ခတ်နေပြီရောက်ရက်ခတ်နေပြီအစာကျွေးတဲ့လူကအဲ့ဒါအမဲသားတစ်ပေါင်လောက်အထဲထဲကိုပြစ်ထည့်လိုက်တဒုံလောက်ပြစ်ထည့်လိုက်ပြီဆိုလို့ရှိရင်အဲ့ကြားတွေချင်းသေးတွေဘာလို့တုံဆိုရင်ပါဇက်နဲ့ကြိုက်ပြီးမော့ပြီးတော့ဟိုလိုက်ရန်လို့ဒီလိုက်ရန်လို့စားနာစားလိုက်ပါလားအေးအေးဆေးဆေးမစားဘူးအဲ့ဒါဘာကြောင့်အဲ့လိုဖြစ်တာတုံးဆိုမစ္စရိယသူအသာသူရထားတဲ့ဟာလာမထိနဲ့ပေါ့အဲ့ဒီအဓိပ္ပာယ်မျိုးရှိတယ်ဟုတ်ကဲ့လားမှန်ပါပါဗျာကြောင်လေးတွေကြွက်ခုတ်ပြီးရင်မန်ဖီတော့တာပဲမဟုတ်လားမှန်ပါပါဗျာပါဇက်ထဲမှာအစာရောက်သွားရင်အဲ့တော့မစ္စရိယကဒေါသနဲ့ရှင်တယ်ဆိုတော့သိထင်ရှားတယ်ခွေးကလေးနှကောင်ကစားနေတဲ့ကြားထဲမှာအမဲရိုးလေးပြစ်ချကြည့်ကြိုက်ကြပြီအဲ့ကြရင်နော်ရသွားတဲ့ကောင်မရတဲ့ကောင်ဆိုဟောအဲ့လိုတွေဖြစ်တာဒါဘာကြောင့်လို့မစ္စရိယပဲအေးမစ္စရိယဟာဒါကြောင့်ဒေါသနဲ့ရှင်တယ်တဲ့မစ္စရိယပေါ်လာရင်ဒေါသဝင်လာတာပဲအိတ်သာပေါ်လာရင်လည်းဒေါသပဲအဲ့ဒီမစ္စရိယနဲ့အိတ်သာဟာတပြိုင်တည်းဖြစ်သလားဆိုမဖြစ်ဘူးဘာဖြစ်လို့တော့အာယုံချင်းမတူဘူးစိတ်ရဲ့ဥတည်ချက်တွေကမတူကြဘူးတဲ့အိတ်သာဆိုတာသူများအောင်မြင်မှုပေါ်မှာဥတည်တယ်မစ္စရိယဆိုတာကိုယ်အောင်မြင်မှုပေါ်မှာဥတည်တယ်ဆိုဟောမတူကြဘူးနောက်တစ်ခုကုတ်ကုတ်ဆဆိုတာအေးကောင်းတာတွေမလုံးမိနောင်တပူပန်မကောင်းတာတွေလုံးမိစိတ်ပူပန်တော့ကရောက်ရတယ်လုံးမိတာတို့မလုံးမိတာတို့ခုနကကိုလုပ်တဲ့လုပ်ငန်းမအောင်မြင်တာ၃မျိုးရှိတယ်နော်မှန်ပါပါဗျာလုံးမိတဲ့မကောင်းမှုအတွက်လည်းပဲပူပန်စိတ်ဖြစ်တယ်မလုံးမိတဲ့ကောင်းမှုကိုလည်းပဲပူပန်စိတ်ဖြစ်တယ်ကိုလုံးရတဲ့နဲ့မအောင်မြင်တဲ့အပေါ်မှာလည်းပူပန်စိတ်ဖြစ်တယ်လို့ဟောလို့ကုတ်ကုတ်စာ၃မျိုးရှိတယ်ပူပန်တယ်ဆိုကြတဲ့ကသူကဒေါသနဲ့ရှင်တွဲလာတာဝမ်းနေတဲ့စိတ်နဲ့တွဲလာတယ်နော်ဝမ်းနေတဲ့ခံစားချက်နဲ့တွဲလာဒါကြောင့်မို့ဒေါသမှုစိတ်မှရှင်နေတဲ့သို့တော့သူတို့အိတ်တာရဲ့မစ္စရိယရဲ့ကုတ်ကုတ်စာရဲ့ဒီ၃ခုဟာတစ်ခုနဲ့တစ်ခုအာယုံပြုတာချင်းမတူကြသည့်အတွက်ကြောင့်တပြိုင်နဲ့ရှင်လို့မရဘူးတဲ့တပြိုင်နဲ့မဖြစ်ဘူးတဲ့ကောင်းပြီဒါဒေါသမှာဖြစ်တဲ့သဘာဝတရားတွေနောက်တစ်ခုကဘာတော့လို့ဆိုလို့ရှိရင်ထိနာနဲ့မိဋ္ဌထိနာဆိုတာစိတ်တတအကိလေညတာအကမ္မညတာစိတ်ရဲ့စွမ်းဆောင်နိုင်မှုရော့ကျသွားတာကိုထိနာလို့ခေါ်တယ်မှန်ပါဗျဥပမာပဲတရားအထုတ်နေတယ်တရားအထုတ်နေရင်ကနေပြီးတော့ပြင်းစိတ်ဝင်လာဆက်မလုံးချင်တော့အဲ့ဒါထိနာမိဋ္ဌဆိုတာကာယတအခိလေညတာစေတသိက်လို့စာပေကျမ်းကမှဆိုတယ်သို့တော့မိဋ္ဌကလွှမ်းလာလို့ရှိရင်လူကခေါင်းလေးတဆတ်ဆတ်ဖြစ်လာ
နော်မိဒ္ဓစာခေါင်းလေးတဆက်ဆက်ဖြစ်လာပြီးတော့ကာယတအကမညတာတဲ့ကာယကိုဝေဒနာတင်ညာသင်္ခါရလို့ဆိုတဲ့စေတသိက်အစုကိုကောက်တယ်လို့ဓမ္မသင်္ကနီပါဠိတော်မှာဒီလိုဟောပါတယ်သို့သောတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ခေါင်းတဆက်ဆက်ဖြစ်လာတာလည်းပဲဒါမိဒ္ဓရဲ့စွမ်းဆောင်မှုကြောင့်ပဲနော်ငိုက်လာတယ်ပေါ့ဗျာငိုက်လာရင်မကဘူးဟောတာလူကြားထဲမှာဟန်မလုံးနိုင်တော့ဟန်လုံးနိုင်တာတော့တစ်ခါယောဂီပုဂ္ဂိုလ်တွေကထိုင်ရင်အိတ်တတ်တယ်လေဘယ်လိုလေ့ကျင့်ထားတယ်တော့မသိဘူးထိနမိတ်ကအဲ့တရားထုတ်တဲ့ချိန်မှာပိုးဝင်လာတတ်တယ်သူ့ကိုလည်းစိတ်ရဲ့အညစ်အကြေးတဲ့ဘာလို့လို့ဆိုအသိဉာဏ်ကိုတောက်ပြောင်အောင်မဖြစ်စေနိုင်ဘူးစိတ်ကိုလွှမ်းမိုးထားတဲ့အညစ်အကြေးတစ်ခုပဲနောက်ဆုံးတစ်ခုကတော့ဝိသိကိစ္စလို့ခေါ်တယ်ဝိသိကိစ္စဆိုတာတန်တရားဖြစ်နေတာတန်တရားဖြစ်တယ်ဆိုတဲ့နေရာမှာသူကအကန့်အသတ်ရှိတယ်ဖယားနဲ့ပတ်သက်ပြီးအကန့်အသတ်ဖြစ်တန်တရားဖြစ်တယ်တရားနဲ့ပတ်သက်တဲ့အကန့်တန်တရားဖြစ်တယ်အိုး2500ကခေါလုံးဘုရားပွင့်နေဆိုတာဟုတ်ကလားဒီတရားတွေဟောထားခဲ့တယ်ဘုရားဟောတယ်ဆိုတာရောဘယ်သူသိတော့ဟုတ်ကလားစသဖြင့်တန်တရားတွေဖြစ်လာတယ်ဒွိဟတွေဖြစ်လာအဲ့ဒီတန်တရားဒွိဟတွေကအကောင်းဘက်ကိုဥမဆောင်ဘူးတဲ့အဆိုးဘက်ကိုရောက်သွားစေနိုင်တယ်ပေါ့ဒါကြောင့်မို့လို့သူကလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲတဲ့ဟုတ်သလားမဟုတ်သလားတွေးနေတာနဲ့သူကဘာအကျိုးမှမရလိုက်ဘူးအေးဝိသိကိစ္စရှိတဲ့နေရာတော့ရှိတဲ့နေဘယ်လိုနေရာတော့ဆိုရင်အေးဒါမှန်လားမမှန်လားဆင်ញင်စဉ်းစားတဲ့ဝိသိကိစ္စမျိုးဒါပฏิရူပကလို့လေဒီဆရာတော်ကြီးကသုံးတယ်ဝိသိကိစ္စအတုတဲ့နော်နိဝရဏဖြစ်တဲ့ဝိသိကိစ္စကြတော့စိတ်ကိုပိတ်ဆို့တတ်တယ်အသိဉာဏ်တွေနည်းတော့အောင်လုပ်တတ်တယ်ဝိသိကိစ္စကနိဝရဏထဲမှာပါလို့စိတ်ကိုဆုတ်ပိတ်ထားဆုတ်ပိတ်ထားပြီးတော့အသိဉာဏ်တွေကိုအားပြော့သွားအောင်လုပ်တယ်ဒါကြောင့်မို့အဲ့ဒီဝိသိကိစ္စမျိုးကတော့လက်မခံရဘူးအရာထဲမှာပြောတဲ့တခါလေးဝိသိကိစ္စများတယ်ဆိုတာအတွေးတွေများနေတာကိုပြောတာမဟုတ်သေးဘူးအဲ့ဒါနော်ဝိသိကိစ္စဆိုတာတန်တရားတွေရှိနေတာမဝေခွဲနိုင်ဘူးဟုတ်သလားမဟုတ်ဘူးလားငါတရားထုတ်နေတာမှန်ရလားမမှန်ဘူးလားဆိုတဲ့အတွေးတွေဝင်ပြီးတော့မဆုံးဖြတ်နိုင်မဲနဲ့တွေ့ဝေးတဲ့သဘောတွေဖြစ်နေတာကိုပြောတာနော်အေးကောင်းပြီအခုပေါင်းလိုက်တဲ့အခါကျတော့ဒီစိတ်ရဲ့အညစ်အကြေးဟာ14မျိုးတဲ့ဒါစိတ်ရဲ့အညစ်အကြေးတွေပြန်ပြီးတော့ခြုံပြောရမယ်ဆိုရင်မောဟရဲ့အာဟိရိကရဲ့အနုတ္တပရဲ့ဥဒိစ္စရဲ့အမှန်မသိတာရဲ့မရှက်တာရဲ့မကြောက်တာရဲ့ပြန်လွင့်တာရဲ့ဟောဒီသဘောတွေကအကုသိုလ်ဖြစ်တိုင်းအကုန်ပါတယ်တဲ့အကုသိုလ်စိတ်12ခုလုံးနဲ့ရှင်တွဲတယ်လို့ဒီလိုပြောတာလောဘရဲ့ဒိဋ္ဌိရဲ့မာနရဲ့လူချင်တာရဲ့အမြင်မှားတာရဲ့ကိုယ်ရည်တွေးပေါ်မှာမန်တက်တာရဲ့အဲ့ဒီသုံးခုကလောဘစိတ်မှာရှင်ပြီးတော့ဖြစ်ပါတယ်တဲ့ဒေါသအိတ်တမစ္စရိယကိုကိုစစိတ်ဆိုးတာရဲ့မနာလိုတာရဲ့ဝန်တိုတာရဲ့နော်ဝန်တိုတာရဲ့နောင်တပူပန္နာရဲ့ဟောဒီသဘောလေးခုကတော့ဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်တတ်တဲ့သဘောလေးတွေပါတဲ့ထိနရဲ့မိဋ္ဌရဲ့ဆိုတာကလောဘနဲ့လည်းရှင်တွဲတတ်တယ်ဒေါသနဲ့လည်းရှင်တွဲတတ်တယ်ဝိသိကိစ္စဆိုတာကြတော့မောဟနဲ့ပဲရှင်တွဲတယ်အားလုံးဒီသဘာဝတရားတွေဟာစိတ်ကိုညစ်ပေစေတတ်လို့စိတ်ရဲ့အညစ်ကြေးတွေပြတာဖြစ်ပါတယ်ထိုစိတ်ရဲ့အညစ်ကြေးတွေပျောက်အောင်မြတ်စွာဘုရားပေးထားတဲ့နိလန်းအတိုင်းကျင့်ကြံကြုတ်ကိုအထောက်ကြမယ်ဆိုလို့ရှိရင်ဒီစိတ်ရဲ့အညစ်အကြေးတွေဟာလျှော်ဖွတ်ပြစ်လို့ရတဲ့အရာတွေကြီးပါပဲတဲ့ဟုတ်ကဲ့လားလျှော်ဖွတ်ပြစ်လိုက်လို့ရှိရင်ဖြူစင်တဲ့အရာတွေရလာပါလိမ့်မယ်တဲ့အေးဒါကြောင့်မလို့ဒီကနေ့စိတ်ရဲ့အညစ်အကြေးတွေကိုအကျဉ်းချုပ်ပြီးတော့သိတာအောင်ဟောပြောတဲ့ချိန်ကကြတော့ဒီအညစ်အကြေးတွေကိုဘာနဲ့လျှော်မလဲဆိုတဲ့အဲ့ဒီလျှော်ရမယ့်အည်အသွေးလေးတွေစိတ်ထဲမှာရှိသေးတယ်အဲ့ဒါလေးတွေကိုထူထောင်ပြီးတော့လျှော်ရမှာဖြစ်တယ်တဲ့ဒါကြောင့်မလို့ဒီကနေ့ဘုရားမြတ်စွာရဲ့အဘိဓမ္မာဒေသနာမှာပါတဲ့စိတ်ရဲ့အညစ်အကြေးများဖြစ်တဲ့အကုသိုလ်စေတသိက်14ခုကိုအားလုံးလေးလာသဘောပေါက်ကြလို့မိမိရဲ့တဏ္ဍာမှာအခုဒီလိုအညစ်အကြေးတွေမဖြစ်အောင်တတိထားပြီးတော့ရှောင်ကျဉ်ကြဖို့ထိုတတိထားပြီးတော့ရှောင်ကျဉ်ပြီးဒီအညစ်အကြေးတွေမဖြစ်အောင်ဖြစ်ပေါ်လာပြီဆိုရင်လည်းပဲတန်ရှင်းစင်ကြယ်သွားအောင်လုပ်ပြဖို့မမေ့ဖို့ဒါကြောင့်မို့မြတ်စွာဘုရားအထိုးထိုးသုတ်တန်တွေမှာလည်းပဲအကုသိုလ်တွေကိုမိမိစိတ်ထဲမှာမဖြစ်စေနဲ့စိတ်ကိုမညစ်နွမ်းစေနဲ့လို့ဒီလိုဟောခဲ့တာဖြစ်ပါတယ်နော်စိတ်ထဲမှာပေါ်တဲ့အညစ်အကြေးကစိတ်နဲ့ပဲဆေးကြောရတယ်
ရေကြောင့်ဖြစ်တဲ့ညွန်ကိုရေနဲ့ပဲပြန်ဆေးရတယ်လို့ပဲစိတ်ထဲမှာဖြစ်တဲ့ဟောဒီစိတ်ထဲမှာပေါ်တဲ့ဒီအညစ်အကြေးတွေကိုလည်းစိတ်နဲ့ပဲပြန်ပြီးတော့ဆေးကြောလို့ရပါတယ်တဲ့ဒါကြောင့်မို့လို့ဆေးကြောနိုင်တဲ့စိတ်တွေကိုဆက်လက်လေ့လာခြင်းဖြင့်အညစ်အကြေးများကိုကိုယ်စီကိုယ်ငှဆေးကြောနိုင်ကြပါစေကုန်သတည်းမေတ္တာပို့တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာဤချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောဒရံပိဝိတဝါနဝိတာတဗ္ဗေတမုဟတာအာစရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောဒရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဗေပူဇာညစ်နောက်ကိလေသာအစေအတောက်ဟုသမျှတို့သည်တပွေတာပိဉ္ကြပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအကုန်သည်ဟွန်တူစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘာဝကိလေသာဟုပုခတ်သိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝင်ညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း